ပြည့်စည်ခြင်းကြုံလာရင်ဘုံဘုံတို့တွေဟာငိုကြရမှာနော်မငိုဘူးဆိုတာကကိုယ်စိတ်ထဲကဒါဟာငိုရလောက်အောင်တန်ဖိုးရှိတယ်လို့မထင်သေးတဲ့အရာတွေပြတ်တဲ့အချိန်မှာတော့ငိုသေးမှာမဟုတ်ဘူးပေါ့ငိုရလောက်အောင်တန်ဖိုးရှိတယ်လို့ကိုထင်ထားတဲ့အရာပြတ်ပြီဆိုရင်တော့ငိုမှာပဲဟုတ်လားအဲ့တော့ဘုန်းတို့ပျက်စီးမှုဆိုတာကအကျဉ်းများအဖြစ်သိပ်ပြီးတော့မထိခိုက်စေတဲ့ပျက်စီးမှုတွေလည်းရှိတယ်ဆိုးဆိုးဝါးဝါထိခိုက်သွားစေတဲ့ပျက်စီးမှုတွေလည်းရှိမယ်ပျက်စီးမှုကတော့အများကြီးပဲဥစ္စာပစ္စည်းတွေပျက်စီးတယ်တချို့ကြတော့လည်းပဲအသိဉာဏ်အထိုက်လျောက်ရှိတဲ့အခါကျတော့ဥစ္စာပစ္စည်းပျက်စီးတာလောက်နေတော့မငိုသေးဘူးပေါ့ဒါပေမဲ့တချို့ကြတော့လည်းပဲခန္ဓာရည်နေတဲ့အခါကျတော့ငိုယုံနေမကဘူးယူသွားတဲ့လူတွေတောင်ရှိဘဝမှာနေခြင်းစိတ်တောင်မရှိတော့ပါဘူးဆိုပြီးတော့ဥစ္စာပစ္စည်းပျက်စီးလို့တတ်သေးတဲ့လူတွေတောင်ရှိတယ်ဟုတ်လားအဲ့ဒါဘုံဘဒီကနေ့ဥစ္စာပစ္စည်းပျက်စီးလို့တောကပတိတွေဝါဖြစ်ရမယ့်အကြောင်းအရာလောက်တော့မပြောကျင်သေးဘူးဘာပြောကျင်တော့ဆိုတော့လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အစဉ်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့နော်ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေဟာသိပြီးတော့တိမခံနိုင်ကြဘူးစိုးရိမ်ကြတယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုံဘုံတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒါဘာကြောင့်နာခြင်းတရားဖြစ်တာတုံးလို့မင်းဒီနာခြင်းတရားဟာဘာပျက်စီးမှုလဲလို့မင်းဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခန္ဓာကိုယ်နေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြက်သွားတာအခုသာဘုံဘုံတို့ကနေတာထိုင်တာရှိနေတဲ့အခြေအနေကိုတန်ဖိုးထားအောင်မှမသိတာကွက်ကိုမလေးငါရတောက်လိုက်တာအခုဘာယောဂမလားမရှိဘူးကောင်းလိုက်တာလို့လူတွေဟာဒီဟာလေးကိုအတိအမှတ်ပြုတ်ခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှဒီနေတာထိုင်တာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်ပေါ့တခါတလေတရက်လောက်ရှိသေးတယ်နေမကောင်းတာကလွမ်းလာပြီနေကောင်းနေတဲ့အခြေအနေလေးကိုပြန်ရောက်ချင်လာပြီဟုတ်လားအဲ့တော့ကျမ်းမာရေးဖောက်ပြန်တယ်နော်နာရတယ်ဆိုတာနေတာထိုင်တာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပါဖြစ်သွားတာတော့ပြက်သွားတာဒါလည်းပျက်စီးမှုပဲနော်အဲ့ဒီပျက်စီးမှုနဲ့ကြုံရင်လည်းဘုံဘုံတို့ရဲ့စိတ်ဟာအလွန်ထိခိုက်ရလိမ့်မယ်ဟုတ်လားဆေးရုံဆေးကမ်းမှာစိတ်ကူးလေးနဲ့နေကြည့်လိုက်အရန်စိတ်ပြက်စရာကောင်းပါလေမသွားလို့လည်းမရဘူးတကယ်ပြက်နေပြီဆိုရင်သူတို့ကမှပြင်နိုင်တာကိုဟုတ်လားနောက်ထပ်ဘုံဘုံတို့အကြီးမားဆုံးပျက်စီးမှုကဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာသေခြင်းတရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီရှင်သန်မှုပြက်တာကတော့သူကအရာအလုံးပြက်တယ်လို့တောင်ဆိုနိုင်ပါတယ်သူတော်ကောင်းတရားတော့ပြက်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေလည်းပဲသူတော်ကောင်းတရားတော့မပြက်ဘူးကျန်တာတွေကတော့အကုန်ပြက်မှာပဲနော်ကိုမိသားစုဆိုတာတွေကလည်းကိုသိပြီဆိုတာနဲ့ကိုမိသားစုလို့မဟုတ်တော့ဘူးစဉ်းစားကြည့်နော်အခုကတော့အလုံးကိုပဲအရေးပါပြီးတော့အရာရောက်ပြီးတော့ကိုယ်ဟာမှတကယ်ကိုပဲဓမ္မဒါဆိုပြီးတော့နော်သိမ့်ထားကြရတာဟုတ်လားစိတ်ထဲမှာသိပြီဆိုရင်အဲ့ဒါဟာကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုမိသားစုလည်းမဟုတ်တော့ဘူးဥစ္စာပစ္စည်းတွေကလည်းကိုဥစ္စာပစ္စည်းတွေမဟုတ်တော့ဘူးကိုလုံးလက်စအလုပ်တွေကလည်းကိုနဲ့ဘာမှမဆိုင်တော့ဘူးတကယ်ပဲနော်သေသေးချာချာစဉ်းစားကြည့်သေခြင်းတရားဟာအရာအလုံးပြတ်တာပါဟုတ်လားအဲ့တော့ပစ္စည်းမှု၃မျိုးဘုံဘုံခုပြောလိုက်တယ်ကျမ်းမာရေးပစ္စည်းခြင်းအတူနေရမှုပျက်စီးခြင်းကွက်ကွာခြင်းပေါ့ကျမ်းမာရေးပျက်စီးခြင်းနာမှုနော်ရှင်သန်မှုပျက်စီးခြင်းသိမှုအဲ့ဒီ၃ခုသောပျက်စီးခြင်းဟာဒကာဓမ္မတို့ပုထုဇဉ်တတ္တဝါတွေကိုအကြီးအကျယ်နှိပ်စက်နိုင်ပါတယ်အဲ့ဒါတွေကိုပေါ့မတွက်နဲ့ပေါ့နော်အဲ့ဒါတွေကတော့ပုံမှန်တိုင်းလာတာပါသူတို့ကတော့ပေါ့တယ်လေးတယ်လို့မရှိပါဘူးကိုအဲ့ဒါကိုခန္ဓာကြီးရှိမရှိဆိုတဲ့ဥစ္စာကိုရှော့လည်းမတွက်ဖဲနဲ့ပိုလည်းမတွက်ဖဲနဲ့အမှန်တိုင်းသိတဲ့တယ်နော်ဒီအရာတွေနဲ့တွေ့လာလို့ရှိရင်ငါအဆင်ပြေမဲ့ငါလားအဆင်မပြေမဲ့ငါလားဆိုတာကိုဘာလို့ထားဖို့လိုတော့ကြွတင်ပြီးတော့မှန်မှန်ကန်ကန်တွေးတော့ဆင်ခြင်နားလည်ထားဖို့လိုတယ်ပေါ့ဟုတ်လားအဲ့ဒါကိုတွေးပြီးတော့အဲ့ဒီအခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုနော်စိုးရိမ်မှုငိုကြွေးမှုကမနှိမ့်ဆက်အောင်ဘုံဘုံတို့တွေကဘာလို့ရမှာတော့သတိပဋ္ဌာန်တရားကိုကြွတင်ပြီးတော့ကြိုးပအထောက်ထားရမယ်တတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးဒီပင်လင်စဉ်းစားလိုက်တဲ့အခါမှာကိုယ့်ကိုအားထုတ်ဖြစ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်နေတာကိုအံ့ဩဖွယ်ရမတွေ့ရဘူးလားတွေ့ရတယ်ဒါပြောတာနော်ပျက်စီးချိန်မှာမငိုရလေအောင်ဆိုတာဟုတ်လား
တဘုံတို့တရားအထုတ်တယ်ဆိုတာဘုံဘုံစိတ်ထဲမှာတွေးမိတာအဓိကတော့ရည်ရွယ်ချက်နှစ်ခုပေါ့အခုလောလောဆယ်လည်းပဲငြင်းငြင်းအေးအေးချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်လေးနေခွင့်ရအောင်နော်တရားလေးအထုတ်ပြီးတော့နေရတာအထုတ်နေရတဲ့အခိုက်မှာကိုစိတ်ဟာချမ်းသာတယ်ငြိမ်အေးတယ်သူ့အဆင့်လေးနဲ့သူပေါ့ဟုတ်လားပြင်ဒါနဲ့ပြီးသွားသလားဆိုတော့မပြီးဘူးနော်ဒီချမ်းသာမှုလေးကအနာဂတ်အဆင်မပြေမှုနဲ့တွေ့လာတဲ့အခါမှာလည်းအများကြီးသူ့ကိုဖေးမလိုက်မယ်အဲ့တော့ဘုန်းတို့တရားအထုတ်တယ်ဆိုတာပြစ္ဆုတ်ပံလဲချမ်းသာဖို့အနာဂတ်မှာလည်းပဲဆင်းရဲစရာအကြောင်းနဲ့တွေ့လာတဲ့အခါမှာမဆင်းရဲဘဲနဲ့နေနိုင်ဖို့ဆိုတဲ့ဒီရည်ရွယ်ချက်ဒီအကျိုးကျေးဇူးနှစ်ခုကိုမျှော်ကိုပြီးတော့လုပ်ရမှာဟုတ်တယ်မဟုတ်လားအခုပြောနေတာကပြစ္ဆုတ်ပံမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုတတ်တာထားပြီးတော့ဟုတ်လားကိုပြေလေအောင်မဖြည့်ရှင်းနိုင်လောက်သေးဘူးလို့ထင်ရတဲ့ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲတရားအထုတ်ရမယ်ပေါ့ရသော်ဘုရားအင်္ဂုတ္တပါဠိတော်မှာအနာဂတဘုရားသုတ်တံဆိုပြီးတော့သုတ်တံသုံးဖို့ဟောတာရှိတယ်နော်ပထမသုတ်တံကအမျိုးမျိုးသောအကြောင်းကြောင့်ဒီခန္ဓာကိုယ်ကြီးဟာသေနိုင်တယ်ဆိုတာကိုစဉ်းစားပြီးတော့မသေးသေးခင်မှာတရားအထုတ်မယ်ဆိုတဲ့စိတ်ကူးမျိုးဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာနော်ခန္ဓာကိုယ်ရဲ့ပျက်စီးနိုင်တဲ့အခြေအနေအများကြီးကိုထောက်ပြပြီးတော့မြတ်စွာဘုရားဟောတာငါမွေးကြိုက်ပြီးတော့လဲသေနိုင်တယ်ကင်းကြိုက်ပြီးတော့လဲသေနိုင်တယ်သေနိုင်တဲ့အကြောင်းတွေပေါ့နော်အစာအာဟာရမကြည်မကြက်ဖြစ်ပြီးတော့လဲသေနိုင်တယ်လေသင်လုံးဖြတ်ပြီးတော့လဲသေနိုင်တယ်ထဲထဲကတီးကြီးဖောက်ပြန်ပြီးတော့လဲသေနိုင်တယ်သေနိုင်တဲ့အကြောင်းတရားတွေအများကြီးကိုမြတ်စွာဘုရားထုတ်ပြတယ်ဟုတ်လားအဲ့ဒီလိုမျိုးဖြစ်မလာသေးခင်မှာငါမရသေးတဲ့တရားကိုရအောင်မရောက်သေးတဲ့အရာကိုရောက်အောင်မတိသေးတာကိုသိအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့သေခြင်းကိုပြပြီးတော့ပထမနာဂတဘုရားသုတ်တံမှာအဲ့လိုဟောတယ်နောက်ဒုတိယသုတ်တံကျတော့ဘာပြောလို့ဆိုတော့အိုခြင်းနာခြင်းသေခြင်းဟုတ်လားပြီးတော့အစာရည်သာခေါင်းပါခြင်းဆိုတာလည်းဖြစ်လာတတ်တယ်နော်ပြီးတော့တိုင်းပြည်ဒီမငြိမ်မသက်ဖြစ်လာတာတွေပြေးရလွှားရတာတွေဟာလည်းဖြစ်လာတတ်တယ်အဲ့ဒါမျိုးဖြစ်မလာခင်မှာငါတရားအထုတ်မယ်ဆိုတဲ့စိတ်နဲ့အထုတ်ရမယ်ပြီးတော့တန်ဃာတွေမညီမညွတ်ဖြစ်တယ်ဆိုတာလည်းဖြစ်လာတတ်တယ်အဲ့လိုမျိုးအခြေအနေဖြစ်လာရင်သူတော်ကောင်းတရားကိုအထုတ်ဖို့အခက်အခဲရှိတယ်ဒါကြောင့်ဒါမျိုးတွေမဖြစ်သေးခင်မှာသူတော်ကောင်းလုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့ဘုရားတိုက်တွန်းတယ်ဟုတ်လားအဲ့တော့ဒါတွေကိုစဉ်းစားကြည့်တဲ့အခါမှာအနာဂတ်ရေးကိုတွေးပြီးတော့တရားအထုတ်ခြင်းစိတ်ပေါက်အောင်ကြိုးစားရမယ်ဆိုတဲ့နော်ဒေသနာမျိုးတွေကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုလည်းပဲပြစ္ဆုတ်ပံမှာလည်းချမ်းသာဖို့အနာဂတ်မှာလည်းပဲအစဉ်ပြေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုတွန်းအားပေးတဲ့အလုပ်ကိုလုပ်ရမယ်နော်စိတ်ဆိုတာကအကြောင်းမျိုးမျိုးပြပြီးတော့ဒီကောင်းမြတ်တဲ့အလုပ်ကိုသွေးဖီးနေတာတွေရှိတယ်ဟုတ်လားအိမ်မှာနေတဲ့အခါဝင်ပြောတယ်နော်ဒီမှာတကယ်လုပ်မယ်ဆိုပြီးတော့လာတဲ့အချိန်မှတော့မှစုပ်နေတဲ့စိတ်တွေတွန့်ဆုတ်နေတဲ့စိတ်တွေအများကြီးမရှိဘူးလားရှိရနော်အချိန်ပြည့်ကိုယ်စိတ်ဟာဒီထဲမှာတက်ဝင်နိုင်ဖို့ဆိုတာတုံတယုံဓာတ်ခံပါရမီနဲ့မသွားနိုင်ဘူးအဲ့ဒီတိုင်းမသွားနိုင်ဘူးရက်ကန်သွားကြတာပဲများဟုတ်လားဒါကိုလည်းဒီတိုင်းမှာပဲဒါအောင်သူများကိုလည်းဘုံဘအပြစ်ကတော့မမြင်ပါဘူးဟုတ်လားဒီလိုလေးလာပြီးတော့ဒီထဲမှာ5-6ချိန်လောက်ထိုင်းနေတာဟုတ်ပဲတော်တော်ကောင်းလာပြီလို့စိတ်ထဲကတော့အဲ့လိုအောင်းမိပါတယ်ဟုတ်လားတိုးတော့ဘယ်လိုကိုလဲဆိုတာကိုတော့ပြန်ပြီးတော့ဝေဖန်တဲ့နေပေါ့အချိန်ပြည့်ငါဟာဒီထဲမှာအယုံဆိုင်ပြီးတော့လုံနိုင်တဲ့ငါဆိုရင်တော့အဲ့ဒီလိုငါမျိုးဟာသူ့ကိုယ်သူပို့ပြီးတော့ကျင့်တတ်မှုကိုရစေမဲ့ငါမျိုးပဲဟုတ်တယ်မဟုတ်လားပေါ့ရော့ငါပေါ့ရော့လောက်ပဲကိုယ်ကိုကျင့်တတ်မှုဖြစ်စေမှာပဲဒါကိုလှုပ်တဲ့လောက်ရမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကိုအလုတ်ဖြစ်အောင်အလုတ်တွေလှုပ်ဖြစ်သွားအောင်ဘုံဘုံတို့ကနှီးမျိုးစုံနဲ့ဒါတွန်းအားဖြစ်စေမဲ့စကားတွေကိုပြောတာဟုတ်လားအခုပြောနေတာပါတော့အနာဂတ်မှာတွေ့ရကြုံရမယ်ပျက်စီးခြင်းတွေအခုပြောနေတဲ့ပျက်စီးခြင်းတွေစိတ်ကူးရင်တစ်ခုမှမပါဘူးမြေကြီးလက်ခတ်မလွယ်တွေ့လိမ့်မယ်အဝိဇ္ဇာအားကြီးလွန်းလို့သာမှောင်ပြီးတော့မမြင်ကြတာဒါမှမဟုတ်တိုင်းထည့်ပြောတာရှိရလေဒီလောက်ထင်ရှားတဲ့မြင်ကွင်းကိုမမြင်ဘူးဆိုရင်ဒီမျက်လုံးကတော့တော်တော်အခြေအနေဆိုးနေပြီလို့ပြောတာသတိထားလိုက်မိလားငိုက်နေလားမသိဘူးမနေ့တိုင်းနော်ပြောထားတဲ့အတန်လေးကလည်းငိုက်ချင်စရာအလွန်ကောင်းတယ်နော်သိခြင်းတရားဆိုတာအလွန်ထင်လွယ်မြင်လွယ်တဲ့အမှန်တရားကြီးအလွန်ထင်ရှားတဲ့အမှန်တရားကြီးသို့တော့ဒီလောက်ထင်ရှားတဲ့အမှန်တရားကိုလူအများစုဟာမသိကြဘူးသိတော်လည်းပဲမေ့လျော့နေကြတယ်လို့ဘုံဘအဲ့ဒီမှာထည့်ပြောထားတယ်လေဒီလောက်ထင်ရှားတဲ့မြင်ကွင်းမမြင်ဘူးဆိုရင်ဒီမျက်လုံးဟာတိမ်ကျနေတာတော့ဟုတ်မယ်မထင်ဘူးသဘောပေါက်လားဘုံပြောတာကိုအခုလည်းပဲနော်ချစ်တဲ့ခင်တဲ့လူတွေနဲ့ကွဲကွာရမယ်ဆိုတာတေချာပေါက်တွေ့ရမယ်ကိစ္စနော်ကိုကခွဲမလားသူကခွဲမလားသာမသေးကြတာကွဲတော့ကွဲကြရမှာ
ဟုတ်တယ်မဟုတ်လားဘယ်သူကိုခွဲသွားမလဲဆိုတာတော့မသိနိုင်ဘူးနော်ခြံခဲ့တဲ့နေရာမှာနေခြင်းသလားကြံခဲ့တဲ့နေရာမှာနေခြင်းလားဘယ်ဘက်မှာနေခြင်းမှမဟုတ်ဘူးမနေခြင်းလည်းနေရမှာပဲသူ့ဥစ္စာဟုတ်လားဒါအမှန်တရားပဲနော်ကျမကြီးပျက်စီးတယ်ဆိုတာလည်းတေချာပေါက်တွေ့ရမှာပဲမဟုတ်လားရှင်သန်မှုပျက်စီးမှုကလည်းတေချာပေါက်တွေ့ရမှာဒါကြောင့်ဒီဥစ္စာတွေကဟိုမနေ့ပြန်မှာငါဘာစားမလဲရေးဘလို့ချိုးမလဲဆိုတာကိုကြိုတင်ပြီးတော့ပြင်ဆင်ထားသလိုမျိုးကိုပြင်ဆင်ထားရမှာမနေ့ပြန်ထမင်းမစားပဲနေမှာလားမနေ့ပြန်စားတဲ့ပြဿနာကတေချာပေါက်ကြုံမှာနော်ဟုတ်တယ်မဟုတ်လားရေချိုးရမယ့်ကိစ္စတေချာပေါက်ကြုံမှာရေစားမယ့်ကိစ္စတေချာပေါက်ကြုံမှာအဲ့ဒါတော့ဘုံဘုံတို့တွေဟာအေးစီသေးပဲဒါအရန်နဲ့လှုပ်ဖို့လှုပ်ထားကြတယ်ပေါ့နော်ဒီကွဲကွာမဲ့ကိစ္စကျမ်းမာရေးပျက်စီးမဲ့ကိစ္စရှင်သန်မှုပျက်စီးမဲ့ကိစ္စကြတော့တေချာပေါက်ဆိုတဲ့ဥစ္စာစိတ်ထဲမှာသိမရှင်းမဲနဲ့ဖြစ်နေတာပေါ့ဟုတ်မလို့လို့မဟုတ်မလို့လို့မတွေးမိတာပဲများတယ်ဒါကြောင့်ဒီအကြောင်းအရာလေးကိုဘုံဘုံတို့ကိုယ်စိတ်ကိုထောက်ပြပြီးတော့မင်းဒါကိုကြည်ပါဒါကိုသိပါဒါတေချာပေါက်ဖြစ်မှာဒါအတွက်ပြေးလဲအောင်မင်းလှုပ်ပါဆိုတာကိုယ်စိတ်ကိုဘာလို့ဖို့လို့တော့ဖြောင်းပြဖို့တွန်းအားပေးဖို့လိုတယ်အဲ့ဒါအတွက်ပြောနေတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့အဲ့ဒီအချက်တွေကိုပြပြီးတော့လည်းပဲအများကြီးတိုက်တွန်းတာပဲအဲ့ဘုံဘုံတို့ပฏิပဒါနတန်ရုပ်ထဲမှာစုံဒတုတ်တန်ဆိုတာရှိဒါကွဲကွာခြင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောပုံလေးနော်စုံဒဆိုတာကရှင်သာရိပုတ္တရာရဲ့ညီနော်ယဟန္တာမထေရမြတ်ကြီးပဲအဲ့ဒီအရှင်စုံဒမထေရကတနေ့တော့သူ့ရဲ့နောင်တော်ကြီးရှင်သာရိပုတ္တရာပြိဋိဘံဆန်တဲ့နာလကရွာကနေပြီးတော့မြတ်စွာဘုရားရှိရာအကြောင်းတော်ကိုလာတာ။နောက်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ကဘုရားပြိဋိဘံမဆန်ခင်သိမလိုတော့တဲ့အချိန်မကြခင်မှာပဲဘုရားလည်းပြိဋိဘံဆန်တော့မှာပါ။သူတို့ကအရင်ရှေ့ရနေပြီးတော့ပြိဋိဘံဆန်နေတယ်။အဲ့လိုပြိဋိဘံဆန်တဲ့အခါအဲ့ဒီရှင်စုံနာကရှင်သာရိပုတ္တရာရဲ့နော်ရုပ်ကလတ်တော်ကိုမီးရှို့လို့ကျွင်းကြံတဲ့ဓာတ်တော်ရဲ့ရှင်သာရိပုတ္တရာဝိယုံတဲ့သင်္ကန်းကြီးရဲ့ရှင်သာရိပုတ္တရာအမြဲသုံးဆွဲတဲ့သပိတ်ရယ်ဟုတ်လားအဲ့ဒါသပိတ်ထဲကိုရေစစ်တို့ဓာတ်တော်တို့ထည့်ပြီးတော့အဲ့ဒီသင်္ကန်းကြီးကိုယူလာပြီးတော့မြတ်စွာဘုရားဒီကိုကြွလာတယ်ရှင်စုံနာကြွလာပြီးတော့မြတ်စွာဘုရားဒီကိုအရင်မဝင်သေးပဲနဲ့သူအလွန်ရင်းနှီးကျွမ်းဝင်တဲ့ရှင်အာနန္ဒာဒီကိုဝင်တယ်ရှင်အာနန္ဒာကရှင်စုံနာနဲ့မှရင်းနှီးကျွမ်းဝင်တာမဟုတ်ရှင်သာရိပုတ္တရာနဲ့ကပိုးပြီးတော့တောင်ရင်းနှီးသေးတယ်အဲ့ဒါနဲ့ရှင်အာနန္ဒာဒီဝင်တဲ့အခါကျတော့ရှင်ဘုရားအာနန္ဒာဒါဟာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဖေ။ဒါအမြဲသုံးဆွဲတဲ့သင်္ကန်းပါဖေ။ဒါကတော့တပိတ်ပါဖေ။အဲ့ဒါလိုလဲပြောလိုက်ရောရှင်အာနန္ဒာကသောတာပန်ပဲရှိသေးတာသောကပတိတွေကငြိမ့်သေးတာမဟုတ်။နော်ဒေါမနတတရားတွေမပယ်နိုင်သေးဘူး။အဲ့တော့သူကရင်ထဲကိုဆို့သွားတယ်။ဟုတ်လား။အဲ့ဒါနဲ့ငါရှင်စုံတာတဲ့အဲ့လိုဆိုလို့ရှိရင်တို့မြတ်စွာဘုရားကြီးကိုသွားဖို့အတွက်စကားလက်ဆောင်ရပြီမြတ်စွာဘုရားကြီးကိုသွားရအောင်။အဲ့မြတ်စွာဘုရားကြီးကြွသွားကြတယ်။ကိုရောက်တဲ့အခါကျတော့ရှင်အာနန္ဒာကပဲဥဆောင်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒါဟာရှင်သာရိပုတ္တရာကိုင်းခဲ့တဲ့တပိတ်ပါဗျာဒါဟာသုံးဆွဲခဲ့တဲ့သင်္ကန်းကြီးပါဗျာဒါဟာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဗျာအဲ့လိုလျှောက်ရင်းနဲ့ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားတဲ့ကစပြီးတော့အမှန်သူကြားနေတာကြားပါပြီသူရင်အန်နေတယ်ဆိုတာလည်းကြားတာကြားနေပြီရှင်သာရိပုတ္တရာနာမကျမ်းဖြစ်နေတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတယ်ဒါကိုကြားလိုက်တဲ့ကစားတဲ့ဘယ်ဟာအရှိဘယ်ဟာနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်ဆိုတာတောင် तू မသိဘူးတဲ့သောတာပန်ပုဂ္ဂိုလ်တယောက်ရဲ့နော်ဒီခွဲခွာခြင်းရဲ့အပေါ်မှာတုံ့ပြန်တဲ့တုံ့ပြန်မှုအော်စရာကြီးနော်အရက်မျက်နာတွေတောင်ညံထဲမှာမထင်ရှားဘူးတဲ့ဘုံဘုရားတော့ဘယ်လိုလေးခံစားအောင်ဆိုအမြဲတမ်းခေါင်းကိုခြားခြားလဲမူးနောက်နေတာနဲ့တူတယ်ဟုတ်လားအဲ့ဒါတရားတွေလည်းသူ့စိတ်ထဲမှာမထင်ဘူးတဲ့ခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းလေးလံနေတယ်အဲ့ဒါလို့သူခံစားချက်ကိုရှောက်တဲ့အခါမှာမြတ်စွာဘုရားအာနန္ဒာတဲ့တာရိပုတ္တရာကတင့်ရဲ့သီလသမารိပညာတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့မေးလိုက်တာတော့ခက်စိမ့်စိမ့်ကြီးပဲနော်တင့်ရဲ့သီလသမารိပညာတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားလို့မြတ်စွာဘုရားအဲ့လိုမေးတော့မြတ်စွာဘုရားတဲ့အဲ့လိုယူပြီးတော့ပြိဋိဘံဆံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာဟာနော်တန်ဃာတော်တွေရဲ့အပေါ်မှာတပည့်တော်တို့ရဲ့အပေါ်မှာအလွန်တရာမှအာကိုအာရပြုရတယ်မျက်နှိုးဝယ်ရကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူအဲ့လိုခံစားရတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာပြိဋိဘံဆံတာနဲ့ပတ်သက်ပြီးတော့ဒီရှင်အာနန္ဒာကိုပြောတဲ့စကားလေးတွေဒါလေးတွေကရိုးနေအောင်ကြားဖို့နေတဲ့စကားလေးပဲလို့အလွန်ကောင်းတယ်နာနုတံအာနန္ဒမယပฏิကိစေဝအခတံအာနန္ဒာတဲ့ငါအစတည်းကစပြီးတော့ကြိုတင်ပြီးတော့ကြိမ်ဖန်များစွာသင်တို့ကိုငါပြောဘူးတယ်မဟုတ်လားတဲ့အဲ့ဒီလူလေးလေးကစပြောတာနော်နာနုတံအာနန္ဒမယပฏิကိစေဝအခတံပ
ဘာတွေပြောခဲ့တာတော့မြတ်စွာဘုရားအစာရေအစာကြိုတင်ပြီးတော့သဗ္ဗေဟိပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝအညထဘာဝတံကုတ္တိထအာနန္ဒလဗ္ဗယန္တဇာတံဗုဒ္ဓံသင်္ခဏပလောကဓမ္မနတ္တံဝတ္တမာပလုစတိနေတံဌာနဝိစတိတဲ့အဓိပ္ပာယ်ကသဗ္ဗေဟိအလုံးစုံကုန်သောပိယေဟိချစ်အပ်ကုန်သောမနာပေဟိမျက်နှိုးအပ်ကုန်သောတတ္တဝသင်္ခါရတို့နဲ့နာနာဘာဝရှင်ခွဲကိုရခြင်းတည်၎င်းဝိနာဘာဝသေခွဲကိုရခြင်းတည်၎င်းအညထဘာဝဘဝချပြီးတော့ဘဝတစ်ပါးသည်ဖြစ်ပြီးတော့ကိုရခြင်းတည်၎င်းကွက်ကွာခြင်းအမျိုးမျိုးပေါ့အဲ့ဓာတွေဟာတဲ့နော်ယန္တန်ဇာတံဘုဒ္ဓသင်္ခဏပလောကဓမ္မနော်ဖြစ်လာတဲ့တရားကြီးပွားလာတဲ့တရားပြုပြင်ရတဲ့တရားပျက်စီးသွားတဲ့တရားတွေမှာဒီလိုကွဲကွာခြင်းတရားတွေမဖြစ်ပါနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲတဲ့အဲ့လိုတောင့်တလို့ရနိုင်စရာအကြောင်းလောကမှာမရှိဘူးတဲ့ချိန်ဖန်များစွာရှေးဦးစွာတဲ့ကစငါခဏခဏပြောခဲ့တယ်မဟုတ်လားဆိုတာဒီစကားကိုပြောတာတဲ့နော်အလုံးစုံသောချစ်အပ်မြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ရှင်ခွဲကွဲရခြင်းသေခွဲကွဲရခြင်းဘဝချပြီးတော့ကွဲရခြင်းအဲ့ဒီကွဲကွာခြင်းတွေမဖြစ်ပါစေနဲ့လို့ဒီသဘာဝတရားတွေရဲ့အပေါ်မှာတောင့်တလို့မရနိုင်ဘူးဒီသဘာဝတရားဆိုတာကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်တော့ဆိုတော့စကားလုံး၄လုံးသုံးထားတယ်ယန္တံဇာတံဘုဒ္ဓံသင်္ခတံပလောကဓမ္မံနော်ဇာတံစပြီးတော့ဖြစ်လာတယ်ဇာတိပေါ့နော်မွေးဖွားလာတယ်ပြီးတော့ဗါတော့ဘုဒ္ဓံကြီးပွားလာတယ်အကောင်လေးကတဖြည်းဖြည်းနဲ့ကြီးလာနော်ကလလကြီးကြီးအဆက်အပြောက်လေးကနေပြီးတော့တဖြည်းဖြည်းနဲ့မဖြစ်လာတော့ကြီးလာတယ်အမေဝမ်းထွက်တဖြည်းဖြည်းနဲ့ပဲကြီးလာတယ်ဇာတံဘုဒ္ဓံဖြစ်လာတယ်ကြီးလာတယ်ပြီးတော့ဗါတော့သင်္ခတံတဲ့ဘုံမှာသဘောကျစကလုံးတစ်လုံးချင်းစီကိုဟုတ်လားသင်္ခတံဆိုတာဗါတော့အမြဲပြင်ပေးနေရတယ်တဲ့ကဲလှုပ်တက်တဲ့အရွယ်တွေကစတော့လှုပ်ပေးနေရတာမလှုပ်တက်တဲ့အရွယ်တုန်းကလည်းသူများလှုပ်ပေးရတာပဲနော်အမေရင်ခွင်ထဲမှာရှိတော့ကိုမမလှုပ်တက်တယ်ဆိုအမေကလှုပ်ပေးရအမေလှုပ်မပေးရင်သေမှာနော်တတ္တဝါရဲ့သဘောကဘာတော့ဇာတံဖြစ်လာတယ်ဘူတံကြီးပွားလာတယ်သင်္ခတံလှုပ်ပေးနေရတယ်ပြင်ပေးနေရတယ်ဒီတိုင်းထားလို့မရဘူးတဲ့အဲ့လိုလှုပ်ပေးတဲ့ကြားတွေကပဲနောက်ဆုံးကြတော့ပလောကဓမ္မသွားတာပဲတဲ့ပြတ်သွားတာပဲဘဝရဲ့သမိုင်းလို့တောင်ပြောခြင်းတယ်ကျုပ်ကဟုတ်လားမွေးဖွားလာတယ်ကြီးထွားလာတယ်ပြုပြင်ပေးရတယ်ဘလို့ပဲလှုပ်လို့ပြီးတော့ပြတ်သွားတယ်ဒီလိုသဘာဝတရားတွေရဲ့ပုံမှာကွဲကွာခြင်းတရားတွေမဖြစ်ပါစေနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲအဲ့လိုဖြစ်เสียအကြောင်းရှိကိုမရှိဘူးတဲ့ဒီစကားမျိုးကိုငါကြိမ်ဖန်များစွာပြောခဲ့ပြီမဟုတ်လားအရှင်သာရိပုတ္တသေလို့စိတ်ထဲမှာဘာမှထိခိုက်မနေနဲ့လို့ရှင်အနန္ဒာကိုအဲ့လိုပြောတာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားပြောတာလေးကစိတ်ဝင်စားစရာကောင်းတယ်တတ္တမတိဟအာနန္ဒအတ္တတိပဝိရဒအတ္တတရဏအနေညတရဏဓမ္မတိပဓမ္မတရဏအနေညတရဏနော်ဟိုတနေ့ကလည်းပြောရတယ်နော်ဒီစကားလေးနော်တတ္တမတိဟအာနန္ဒဒါကြောင့်မို့လို့တဲ့အတ္တတိပဝိရဒကိုမှီခိုပြီးတော့နေကြအတ္တတရဏကိုအားကိုပြီးတော့နေကြအနေညတရဏကိုဟာလွဲလို့ဘယ်သူမှအာမကိုပဲနဲ့နေကြနော်ဓမ္မတိပတရားကိုမှီခိုပြီးတော့နေကြဓမ္မတရဏတရားကိုအားကိုပြီးတော့နေကြအနေညတရဏတရားလွဲပြီးတော့တခြားဘယ်ရာကိုမှတကယ်အရေးတကယ်ပြီးနဲ့ကျုံလာရင်အားကိုရလိမ့်မယ်လို့လွယ်လွယ်မမမှတ်ထင်မဲနဲ့တရားကိုသာအားကိုပြီးတော့နေကြဒီထိခဏခဏကြားခဲ့တယ်နော်အဲ့ဒါဆက်ပြီးတော့တရားကိုအားကိုရမယ်ဆိုတဲ့နေရာမှာတရားကိုဘယ်တရားကိုခေါင်းကောက်ပြီးတော့မြတ်စွာဘုရားညွှန်ပြတယ်ဆိုတော့တတိပဋ္ဌာန်တရား၄ပါးကိုခေါင်းကောက်ပြီးတော့ညွှန်ပြတယ်နော်ကိုအားကိုရမယ်ဆိုတာတရားရှိတဲ့ကိုအားကိုရမှာလို့ပြောလို့တဲ့အတွက်ကြောင့်တရားကိုအားကိုလို့ဆက်ပြောတယ်နော်တရားဆိုတဲ့နေရာမှာလည်းဘယ်တရားကိုအားကိုရမှာတော့ဟောနာမည်နဲ့တကွကွက်ပြီးတော့မြတ်စွာဘုရားတီးတန့်ထုတ်ပြီးတော့ပြောတယ်ဘယ်တရားတော့ဆိုတော့တတိပဋ္ဌာန်တရားတဲ့ကိုဘလို့ဖြစ်နေလဲဆိုတာအမှန်တိုင်းတိနေတဲ့အလုပ်ဟာဉာဏ်ပညာကိုဖြစ်ထွန်းစေတယ်အဲ့ဒီဉာဏ်ပညာကအရာအလုံးကိုပြည်လည်သွားစေလိမ့်မယ်ဉာဏ်ပညာမရှိရင်ဘာမှပြည်လည်မှာမဟုတ်မပြည်လည်ဘူးဆိုတာဖြည့်ရှင်းတယ်လို့ပေါ့နော်ဖြည့်ရှင်းတယ်ဆိုတဲ့စကားလေးကြည့်ပါဦးဖြည့်တယ်ရှင်းတယ်ဖြည့်တယ်ဆိုတာဘာလို့ဖြည့်တာတော့ချီထားလို့ပေါ့ရှင်းမှရှုပ်တာကိုလာလေဖြည့်တယ်ဆိုတာဘာလို့ချီထားလို့ဖြည့်ရတာပေါ့ဘာတွေနဲ့ချီထားတာတော့တာယောစဉ်ကျိုးတွေနဲ့ချီထားတာအလွဲတွေအမားတွေနဲ့ချီထားတာဟုတ်လားအဲ့ဒါတွေချီထားတော့အဲ့ဒါနေရခက်တော့တာကျင့်ကြက်ပြီးတော့အဲ့ဒါနေရခက်တော့တာအကုန်လုံးချီတုတ်ထားတာဆိုတဲ့အခါကျတော့အဲ့ဒါဖြည့်နိုင်လေးနေရတာသတ္တလေးပေါ့ရှင်းတယ်ဆိုတော့ဘာလို့ရှင်းရတာတော့ရှုပ်နေလို့ရှင်းရတာရှုပ်တာပိုးတောင်ဆိုးသေးတယ်ထင်တယ်နော်ရှုပ်နေတဲ့ဆိုဥစားသူကဖြေတာမှသူကနီလန်းလေးကစိတ်ထဲမှာရှင်းရှင်းလင်းလင်းလေးပေါ်နေတယ်လို့ရှိတယ်
ရှုပ်တာကြီးကခြေဝင်ဥပေါက်လို့ရှုပ်နေတယ်ဘယ်ဟာစလို့ဘာကင်လို့ကင်ရမှမသိတော့ရှုပ်ထွေးနေတယ်စာပေါင်းတိုက်ကြီးလို့ရှုပ်ထွေးနေတယ်ခြေဝင်ဥပေါက်လို့ရှုပ်ထွေးနေတယ်ရိပ်ဖြတ်ပြီးတော့ထုံးထားတဲ့မြက်ထုံးကြီးလို့ရှုပ်ထွေးနေတယ်လို့ဘုရားတင်စားပြီးတော့ဟောတာရှိဟုတ်လားအဲ့လိုဖြေမှုရှင်းမှုကိစ္စကိုဘယ်သူလုပ်ပေးနိုင်မလို့ထင်လဲပညာအမှန်သိမှုကပဲရှင်းနိုင်တာကိုယ်လည်းမရှင်းနိုင်ဘူးသူလည်းမရှင်းနိုင်ဘူးပညာမရှိလို့ကတော့ဘယ်သူမှမရှင်းနိုင်ဘူးနော်အဲ့ဒီလိုဖြေရှင်းနိုင်တဲ့ပညာကိုဘုံဘုံတို့ဘာလုပ်ရင်ရမှာတော့တတိထားနေတဲ့အလုပ်ကိုလုပ်ရင်ရနိုင်တယ်တဖြည်းဖြည်းနဲ့နားလေလာနားလေလိုက်ဩငါကတော့ငါမိုက်တာပဲမိုက်တော့လဲခံရတာပဲဟုတ်လားမမိုက်ရင်မခံရဘူးနော်အဲ့ဒါလိုမျိုးမြတ်စွာဘုရားကတတိပဋ္ဌာန်တရားကိုအားကိုးကြဖို့ခေါင်းကောက်ပြီးတော့ဟောတာတတိပဋ္ဌာန်တရားပွားလို့ရှိရင်တရားတည်းဟူသောအားကိုးရမယ်တရားရှိပြီဆိုရင်အဲ့ဒီကိုဟာကိုယ့်အတွက်အားကိုးထိုက်ပြီးအားကိုးလောက်ပြီးဟုတ်လားအဲ့ဒါကွက်ကွာချင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားနော်အစဉ်ပြေအောင်နော်အတူနေရမှုရဲ့ပျက်စီးခြင်းနဲ့ကြုံလာတဲ့အခါမှာစိတ်ကိုနော်ဘလို့နီးနဲ့တတ်တာရစေမလဲဆိုတော့နီးလန်းကိုပေးသွားတယ်လို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကွက်ကွာချင်းနဲ့ပတ်သက်ပြီးတော့ပြီးရင်ဘုန်းဘုန်းတို့ဘာပျက်စီးခြင်းဟာသူ့ရဲ့ပိုးဆိုးလာမလို့ကျမ်းမာရေးပျက်စီးခြင်းဟာသူ့ရဲ့ပိုးဆိုးလိမ့်မယ်နော်ဖြုတ်ကနေဖြတ်ကနေသေသွားတော်သေးတယ်အဲသေတာတော့ဘယ်ဟာမှမတော်ပါဘူးလေဒါပေမဲ့ကျမ်းမာရေးမကောင်းပြီးတော့နော်သေပြန်သေးတော့မလလားနေရခက်ထိုင်ရခက်နဲ့တခါတဲ့တပိန်ပိန်တလိန်လိန်ဖြစ်နေရတဲ့ကိစ္စကြီးကတုံးတန်ယုံစိတ်အခြေအနေနဲ့ရင်ဆိုင်နိုင်ဖို့မလွယ်ဘူးလို့ထင်ပါတယ်နော်ရေရှည်ဒုက္ခဝေဒနာတွေကနှိမ့်ဆက်လာပြီဆိုရင်စိတ်ဓာတ်တွေကလည်းကြာလာမှာပဲလေစိတ်တွေကလည်းကြောင်ချောက်ချားတွေဖြစ်ကုန်မှာပဲအဲ့ဒီအခြေအနေကိုဘုံဘုံတို့မျောလင့်ထားနော်မတွေ့အောင်ရှောင်ဖို့ကတော့မကြိုးစားနဲ့နော်ဘာလို့ဆိုဒီဥစ္စာကြီးကတွေ့ကိုတွေ့မဲ့ကိစ္စကြီးဘုန်းတော်ကအဲ့ဒီနီးကိုပဲသုံးညဖို့လူတွေဟာမသိမဲ့နဲ့တက်နေကြတယ်နောက်တစ်ခုဖြစ်လို့ရှင်မဖြစ်ချင်ဘူးခုနကရှောင်မလားဒီနားကရှောင်မလားမရနိုင်တာကြီးကိုလူတွေကကြိုးစားကြင်ကြတယ်နော်ထိုက်နည်းနည်းလေးပဲနည်းနည်းလေးလောက်ပဲနော်စေဝါတွေကောင်းလို့နည်းနည်းလေးလောက်ပဲတတ်တာရတဲ့အပိုင်းတွေတော့ရှိမယ်ပေါ့ပြီးရင်တော့ဒီလိုပဲမပြေမလဲနဲ့ပဲသွားတာပါအဓိကကတော့ဒီဥစ္စာကိုရင်ဆိုင်နိုင်တဲ့မင်းမလောက်ဆိုးဆိုးကွာငါဒီဟာနဲ့ပတ်သက်ပြီးတော့နော်ကြော်လွှားသွားနိုင်တဲ့စိတ်ရှိဖို့ဒီဥစ္စာကသာလေတကယ်တမ်းဘုန်းဘုန်းတို့အတွက်အာကိုအာရာပြုတ်ရမယ့်အရာဆိုတာကိုအရင်နားလည်ထားဖို့လိုတယ်ဟုတ်လားအဲ့လိုကျမ်းမာရေးပျက်စီးခြင်းဆိုတဲ့နာခြင်းနဲ့ပတ်သက်ပြီးတော့လည်းပဲဘုရားကဘာကိုအားကိုးဖို့တိုက်တွန်းလဲဆိုတာကိုလည်းပဲတုတ်တန်လေးတစ်ပုဒ်ပြပြီးတော့ဘုံဘုံပြောပြမယ်နော်ဘုံတို့အဲ့ဒီသတိပဋ္ဌာန်တန်ယုတ်ထဲမှာပဲခိလာနာတုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒါကနော်ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ပြိဋိဘံစံသွားပြီလို့ထင်ပါတယ်မြတ်စွာဘုရားနော်နောက်ဆုံးဝေလူဝရွာမှာဝါဆိုနေတဲ့ဘုရားပြိဋိဘံစံကနေအဲ့ဒီဝါဆိုတဲ့အချိန်မှာမြတ်စွာဘုရားမှာအကြီးအကျယ်ကျမ်းမာရေးပြက်တယ်ကျမ်းမာရေးကဘယ်လောက်ထိပြက်တုံဆိုလို့ရှိရင်ဒီတိုင်းသာပြက်ထားလိုက်ရင်ပြိဋိဘံစံသွားမှာတဲ့နော်မြတ်စွာဘုရားဘာမှကြိုးပမ်းအထောက်မှုမရှိဘူးဒီတိုင်းပြက်ထားလိုက်မယ်ဆိုရင်အဲ့ဒီဖောက်ပြန်မှုကအသက်ကိုချွေသွားမယ်ဖောက်ပြန်မှုမျိုးပေါ့အဲ့တော့မြတ်စွာဘုရားစဉ်းစားတယ်တဲ့ဘုရားတို့မြည်ဒီတာဝကတွေကိုအတိမပေးရပဲနဲ့ပြိဋိဘံစံရိုးထုံးစံမရှိဘူးဒါကြောင့်ငါလည်းပဲတာဝကတွေကိုတပည့်တွေကိုအတိမပေးရသေးဘူးပြိဋိဘံမစံသေးဘူးပြိဋိဘံစံချိန်မကြသေးဘူးပေါ့အဲ့ဒါကြောင့်မလို့ဒီငါခန္ဓာကိုယ်ကြီးကိုနော်ဖလားတမပတ်နဲ့နော်ပြိုတော့မဲ့အိမ်ကြီးကိုနော်ကြားတွေထောက်ပြီးတော့ထားတယ်လို့မျိုးနော်လုံးကိုအိုမင်းရွဲနေတဲ့လှဲအိုကြီးကိုဟိုနာကျိုးနဲ့တုတ်ဒီနာကျိုးနဲ့တုတ်ကျိုးတွေများစွာနဲ့တုတ်ဆိုင်ထားတယ်လို့မျိုးခန္ဓာကိုယ်ကိုတရားရည်ဟူသောကြားနဲ့ထောက်ထားပဲတရားရည်ဟူသောကျိုးတွေနဲ့တုတ်ထားပဲလို့မြတ်စွာဘုရားအဲ့လိုစိတ်ကူးတယ်တဲ့နော်တရားရဲ့စွမ်းအင်ကိုလည်းမြင်ကြည့်နော်တရားကြားနဲ့မထောက်ဘူးဆိုရင်မြတ်စွာဘုရားရဲ့ခန္ဓာအိမ်ဟာပြိုကိုပြိုမှာတရားကျိုးနဲ့သာချီတုတ်မထားဘူးဆိုရင်မြတ်စွာဘုရားရဲ့ခန္ဓာရည်ဟူသောလှဲကြီးဟာအကုန်ပျက်စီးသွားမှာအဲ့မြတ်စွာဘုရားဖလားတမပတ်ဝင်စားပြီးတော့နော်တရားရည်ဟူသောကြားနဲ့ထောက်ထားတယ်တရားရည်ဟူသောကျိုးနဲ့ချီတုတ်ထားတယ်အမြတ်စွာဘုရားသက်သာသွားတယ်တဲ့ဒါသက်သာသွားတဲ့အခါကျတော့ညနေခင်းလေးမှာကြောင်းရှိကနော်နေပူဇာလေးမှာမြတ်စွာဘုရားထွက်ပြီးတော့နေပူဇာလေးလှုံတယ်အဲ့ဒါရှင်အနန္ဒာကမြတ်စွာဘုရားကိုနှိမ့်နေပေးရင်းနဲ့မြတ်စွာဘုရားအခုမြတ်စွာဘုရားကျမ်းမာရေးကောင်းလို့လားတော်တော့တယ်ပေါ့နော်မြတ်စွာဘုရားကျမ်းမာရေးဖောက်သွားတာကိုတည်တဲ့ကစပြီးတော့စောတော့လိုပဲပြောတယ်အရက်မျက်နှာတွေလည်းသူမှမထင်ရှားတော့ဘူးတရားတွေလည်းဘာမှမသိတော့ဘူးခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းလေးလံထိုင်မှန်ပြီးတော့အဲ့လိုဖြစ်နေတယ်ဒါပေမဲ့တပည့်တော်တခုတော့တွေးမိတယ်တဲ့။အော်မြတ်စွာဘုရားက
နောက်ဆုံးစကားကိုမပြောရဘဲနဲ့တော့ပြိဋိဘံဆံမှာမဟုတ်ဘူးအခုမြတ်စွာဘုရားနောက်ဆုံးစကားကိုမပြောရသေးဘူးဒါကြောင့်မြတ်စွာဘုရားပြိဋိဘံတော့မဆံလောက်ဘူးဆိုတာကို तू သိတယ်တဲ့အဲ့ဒါကြောင့်မလို့ तू စိတ်ကလေးကနည်းနည်းတက်တာရတယ်တဲ့အဲ့လိုပြောတဲ့ခါကျတော့မြတ်စွာဘုရားအာနန္ဒာတဲ့သင်တို့ကငါးစီကနေပြီးတော့ဘလို့နောက်ဆုံးစကားကိုမျှော်လင့်နေကြတာတော့တဲ့ငါမှဆေရလက်ဆုပ်ဆိုပြီးတော့နောက်ဆုံးစကားဆိုတာမရှိဘူးတဲ့နော်ယဟန်တန်ဃာကိုငါးသားလင်းခေါင်းဆောင်မဲ့ငါးကိုယ်သားလင်းမှီခိုးပြီးတော့နေကြလို့အဲ့လိုစိတ်ရှိတဲ့ပုဂ္ဂိုလ်သားလင်းဆေရလက်ဆုပ်ဆိုပြီးတော့နောက်ဆုံးဟာလေးကိုဘယ်သူမှမပြောဘဲနဲ့ဒါလေးနဲ့ချုပ်ကန်ထားနေတာဗောလေတပည့်တွေကိုဟုတ်လားငါမှအဲ့လိုစိတ်မရှိတဲ့အတွက်ကြောင့်နောက်ဆုံးစကားဆေရလက်ဆုပ်ဆိုတာဘာမှမရှိဘူးသင်တို့ကိုအိတ်သွန်ဖာမောက်အကုန်သိတဲ့သိလိုက်တာတွေကိုငါအကုန်ပြောပြီးပြီတဲ့ဘာမှပြောเสียအကြံဘူးတဲ့နော်အဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားစောစောကလိုပဲနနုတ္တအာနန္ဒမယပဋိကိစ္ဆေဝအခါတံငါရှေးတုန်းကစာကြိမ်ဖန်များစွာသင်တို့ကိုပြောခဲ့ပြီမဟုတ်လားချစ်အမျက်နှိုးအပ်တဲ့အလုံးစုံသောသင်္ခါရတရားတို့နဲ့ရှင်ခွဲကိုရလိမ့်မယ်သေခွဲကိုရလိမ့်မယ်ဘောအခြားပြီးတော့ကိုရလိမ့်မယ်နော်ဖြစ်လာတဲ့ကြီးထွားလာတဲ့ပြုပြင်ထားရတဲ့ပျက်စီးသွားတတ်တဲ့ဒီသဘာဝတရားတွေမှာမကွဲကွာပါစေနဲ့လို့အဲ့လိုမျိုးဘယ်လိုနည်းနဲ့မှတောင့်တလို့မရနိုင်ဘူးအဲ့ဒါဖြစ်နိုင်တဲ့အရာမဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့စောစောကလိုပဲနော်ကိုပဲအာကိုကြကိုဟာလွတ်လို့တခြားဘယ်ရာကိုမှအာမကိုနဲ့သူတော်ကောင်းတရားကိုပဲအာကိုကြသူတော်ကောင်းတရားလွတ်လို့တခြားဘယ်ရာကိုမှအာမကိုနဲ့အဲ့လိုအမိန့်ရှိပြီးတော့သူတော်ကောင်းတရားဆိုတဲ့နေရာမှာဘာကိုညွန်ပြပြန်လို့ဆိုတော့တတိပဋ္ဌာန်တရားကိုပဲညွန်ပြတယ်แล้วကိုယ့်ရဲ့ယုတ်ကာယကိုအဖန်မှအောက်မိအမှတ်ရပြီးတော့အမှန်တိုင်းသိနေခြင်းလို့ဆိုတဲ့ကာယ ानु ပတနာတတိပဋ္ဌာန်နော်ကိုယ့်ရဲ့အကောင်းအဆိုးအမျိုးမျိုးခံစားချက်တွေကိုဒါငါလားသူလားပုဂ္ဂိုလ်တ attva လားသို့မဟုတ်ခံစားမှုတက်ပဲလားဆိုတာကိုသဲကွဲအောင်ကိုဉာဏ်နဲ့အပြည့်မှန်ထုတ်နိုင်အောင်ဝေဒနာကိုလည်းဝေဒနာလို့ပဲမှန်မှန်ကန်ကန်သိပြီးတော့နေတာဘာခေါ်တော့ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဟုတ်လားစိတ်တွေကိုလည်းစိတ်တွေလို့ပဲသိပါကျတို့ကစိတ်တွေကိုငါစိတ်လို့ထင်တာနော်စိတ်ကိုငါလို့ပေါင်းထင်တာလည်းရှိတယ်ငါဟာလို့ခွဲပြီးတော့ထင်တာလည်းရှိတယ်ခွဲတာလည်းဟိုလိုကြီးကွဲနေတာမဟုတ်တွဲနေတာငါဟာလို့ထင်တာစိတ်ကိုလည်းငါလို့ထင်တယ်ငါဟာလို့လည်းထင်တယ်ဟုတ်လားငါဟုတ်သလားငါဟာဟုတ်သလားသို့မဟုတ်စိတ်ကစိတ်ပဲလားဆိုတာကိုတဲကွယ်ကိုဉာဏ်နဲ့သိအောင်စိတ်ကိုလည်းပဲစိတ်လို့ပဲသိပါဟုတ်လားပြီးရင်ပါတော့ဓမ္မတရားသဘောလေးတွေကောင်းတဲ့ပဲရောမကောင်းတဲ့ပဲရောဘာကြောင့်ဒီလိုဖြစ်နေတာတော့ဘာကြောင့်ဒီလိုမဖြစ်တာတော့ဖြစ်နေတာကိုလည်းဖြစ်နေတယ်လို့သိဘာကြောင့်ဖြစ်တယ်လဲဆိုတာလည်းသိဘာကြောင့်မဖြစ်တာလဲဆိုတာလည်းသိသူကအသေးအလွန်စိတ်တယ်ဓမ္မ ानु ပတနာတတိပဋ္ဌာန်ဆိုတာဟုတ်လားအကုန်လုံးအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာပဲဖြစ်နေတဲ့သဘာဝတရားကိုဘယ်ဟာကိုမှရှုမယ်ဘယ်ဟာကိုတော့မရှုဘူးဘယ်ဟာကိုမှသိမယ်ဘယ်ဟာကိုတော့မသိဘူးလို့ခွဲခြားမထားဘဲနဲ့ဖြစ်လာသမျှအရာအလုံးကိုဖြစ်နေတဲ့အတိုင်းအတိအမှတ်ပြုပြီးတော့နေနေတာအဲ့ဒါပါတော့တတိပဋ္ဌာန်လုပ်ငန်းပေါ့နော်အဲ့ဒါဟာဘုံဘုံတို့ဘဝအတွက်တစ်ခုတည်းတော့အကိုရပဲဟုတ်လားဒါမြတ်စွာဘုရားသူ့ရဲ့နာခြင်းနဲ့ပတ်သက်ပြီးတော့ဒါဟုအားကိုးကြလို့ပြောတဲ့နေရာမှာတင်တို့လည်းတစ်ချိန်ကြတော့နာမှာနော်ပျက်စီးမှာနော်ကျမ်းမာရေးကြီးอ่ะဟုတ်လားပျက်စီးလာတဲ့အခါမှာအဲ့ဒါလိုတီတီငြိမ်ငြိမ်အေးချမ်းချမ်းနေနိုင်ဖို့ဆိုတာနော်စောစောလေးကစားဘာမှကြိုးစားမထားဘဲနဲ့ပြင်ဆင်မထားဘဲနဲ့အလိုလျောက်အဲ့ဒီအည်သွေးကြီးဟာရောက်လာမှာမဟုတ်ဘူးဒါဟုဘုံဘုံတို့ရှင်းရှင်းလင်းလင်းနားလည်ထားရမယ်အခုဘုံဘုံပြောနေတာတွေကဘာမှခက်ခဲနဲ့နေတဲ့အကြောင်းအရာတွေမပါပါဘူးနော်အလွန်ရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူသိနိုင်တဲ့အကြောင်းအရာပဲဒါပေမဲ့ပြဿနာကဘာလဲဆိုတော့မစင်စားဘူးအဲ့ဒီအကြောင်းအရာကိုခေါင်းနဲ့မထည့်ဘူးဘယ်အကြောင်းအရာတွေကနေရာယူနေတာတော့တွေးကြံကြံတော့နော်ပြောရရင်တော့လူကျင်တာရယ်မကျင်တတ်တာရယ်ဒီနှစ်ခုကတလဲစီသွားနေတာကိုဖြစ်ချင်တာတွေဦးစားပေးစဉ်းစားတယ်ကိုမဖြစ်ချင်တာတွေဖြစ်တော့မဖြစ်ချင်တာတွေကိုဘယ်လိုဖယ်ရမလဲလို့ကြိုးစားတယ်ဒါဒီလောဘဒေါသအတွေးနဲ့ပဲသွားနေတာပေါ့နော်စိတ်တွေကဟုတ်လားတကယ်တမ်းကဒီအခုပြောနေတာတွေဟာတကယ်လည်းဖြစ်လာမဲ့အကြောင်းအရာတွေပဲတကယ်လည်းဘုံဘုံတို့မှာပြေလည်အောင်ရှင်းနိုင်တဲ့အည်သွေးလည်းမရှိသေးတာလည်းအမှန်ပဲဘယ်လိုရှင်းရမယ်ဆိုတာကိုလည်းပဲမြတ်စွာဘုရားရဲ့ကျေးဇူးတော်ကြောင့်ဘုံဘုံတို့သိထားတာလည်းအမှန်ပဲဒါပေမဲ့အဲ့ဒီဟာတွေကိုဘုံဘုံတို့ဆက်ပြီးတော့အဖြစ်တစ်ခုမထုတ်ဘူးပေါ့နော်ကိုပြဿနာရှိတယ်ဆိုတာအမှန်သိတယ်နော်ဒီပြဿနာဘယ်လိုရှင်းရမလဲဆိုတာလည်းသိတယ်ပြဿနာမရှင်းနိုင်သေးဘူးဆိုတာလည်းသိတယ်သိတာမှအများကြီးပဲဒီသုံးခုလေးသာစက်မိသွားရင်တော်တော်ကောင်းမှာနော်ဟုတ်လားပြဿနာကြုံမှာနော်အမှန်ပဲမဖြေရှင်းနိုင်သေးဘူးဆိုတာလည်းအမှန်ပဲဖြေရှင်းဖို့အတွက်နည်းလမ်းတွေရှိတယ်ဆိုတာလည်းအမှန်ပဲဒါပေမဲ့ဆက်မိလားမဆက်မိအဖြေရဘယ်လိုထွက်နေတော့မရှင်းနိုင်သေးဘူးပဲထွက်တယ်ဟုတ်လား
အဲ့ဒါကိုပေါင်းပြီးတော့ဘာလုပ်ရမလို့စဉ်းစားရမယ်စဉ်းစားရမယ်စာမွေးကလည်းဖြေရမှာသိကြတယ်စာမပိုင်သေးတာလည်းသိကြတယ်စာကြက်ရင်ပိုင်မယ်လို့သိတာလည်းသိကြတယ်ဒါပေမဲ့ကြက်လားဆိုတော့မကြက်ဘူးအဲ့ဒါဘာလို့ဆိုတော့အဲ့ဒီဟာတွေကိုပေါင်းပြီးတော့ဆက်ပြီးတော့ဘုန်းဘုန်းတို့ကမတွေးဘူးမတွေးတော့ထွက်တဲ့ထွက်တိုက်တဲ့အဖြေမှန်ကထွက်မလာဘူးခပ်ပေါ့ပေါ့ပဲနေကြတာပေါ့ဟုတ်လားအဲ့တော့ဘုန်းဘုန်းခုပြောလိုက်တာအတူတူနေမှုရဲ့ကွဲကွာခြင်းနော်အတူတူနေမှုရဲ့ပျက်စီးခြင်းလို့ဆိုတဲ့ကွဲကွာခြင်းနော်ကျမ်းမာရေးပျက်စီးခြင်းလို့ဆိုတဲ့နာခြင်းနောက်ထပ်ပါခြင်းသေးတော့ရှင်သန်မှုပျက်စီးခြင်းလို့ဆိုတဲ့သေခြင်းသူကတော့အခက်ခဲဆုံးအရာပဲနော်ရှင်သန်နေသေးတယ်ဆိုရင် तू ကရသေးတယ်လေစိတ်ရတဲ့ဘောလေးကဆိုရမလို့ကျမ်းမာရေးဘလောက်ပြက်ပြက်မင်းဒီယောဂနဲ့မသေးနိုင်သေးပါဘူးကွာဆိုရင် तू တောင့်ထားလို့ရသေးတယ်ဟုတ်တယ်မဟုတ်လားဘလို့ပဲကွဲကွာကို့လောက်တော့ဘယ်သူမှကိုမချစ်ဘူးအဲ့တော့အိုးကိုင်းကိုချစ်ပြီးတော့နေရမှာပေါ့ဆိုပြီးတော့ကွဲကွာခြင်းနဲ့ကြုံလည်းပဲနော်ရှင်နေသေးတယ်ဆိုလို့ရှိရင် तू တောင့်ပြီးတော့နေလို့ရသေးတယ်ဟုတ်တယ်မဟုတ်လားအခုကဘာမှမကြံတော့ဘူးအကုန်ဖြတ်မှာနော်ရှင်သန်မှုပျက်စီးတယ်သေဆုံးခြင်းရင်ဆိုင်နိုင်မှုအခက်ခဲဆုံးအရာပါပဲဟုတ်လားရင်ဆိုင်နိုင်မှုအခက်ခဲဆုံးအရာအဲ့ဒါကိုလည်းဘုန်းဘုန်းတို့ဘာနဲ့ရင်ဆိုင်ရမှာလို့မေးရင်ဒီသတိပဋ္ဌာန်တရားပွားများပြီးတော့ရရှိလာတဲ့အသိဉာဏ်နဲ့ပဲဆက်ပြီးတော့ရင်ဆိုင်ရမှာဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းဘုန်းတို့တုတ်တန်လေးလည်းဘုမှတ်တမ်းတင်ထားတာကိုပြောခြင်းတယ်အဲ့ဒီနေ့ကတော့ရှင်သာရိပုတ္တရာတို့ညီကိုတွေအကြောင်းတွေများနော်ရှင်သာရိပုတ္တရာမှာနောက်ထပ်ညီတစ်ယောက်ရှိသေးတယ်သူကဥပသေနရဲ့စုံနာရဲ့ရေဝရရဲ့ဆိုတော့ညီရ3ယောက်ရှိတယ်စာလာတိတုပစာလာစာလာဥပစာလာတိတုပစာလာဆိုညီမကလည်း3ယောက်ရှိတယ်ရှင်သာရိပုတ္တရာအကိုကြီးပေါ့သူ့မှာညီမ3ယောက်ညီ3ယောက်ရှိတယ်ရေဝရကလည်းပဲငယ်ငယ်လေးနဲ့အလွန်စွမ်းထက်ပါတယ်အခုပြောမှာဥပသေနနော်ဥပသေနလည်းယဟန္တာမထေပါပဲအဲ့ဒါတနေ့တော့သူတပည့်တွေရောနော်ရှင်သာရိပုတ္တရာရောရှင်သာရိပုတ္တရာရဲ့တပည့်တွေရောယဟန်တော်တွေတော်တော်များများဟိုကြောက်ကူကြီးအကြီးကြီးထဲမှာစုပြီးတော့တရင်သုံးနေတာရှိတယ်ကြုံရနေကြတာပါပဲမြတ်စွာဘုရားခေတ်ကယဟန်တွေဘယ်နာလို့ဆွဆွမြဲရှိကိုဆင်းပြေတဲ့နေရာဆင်းပြေတယ်လို့နေနေတာပဲဒါယဟန်တွေဖြစ်သွားပြီဆိုတဲ့အခါကျတော့လည်းပဲဘာပူစရာရှိမှလဲဘာမှလည်းပဲမပူတော့ဘူးပူစရာလည်းဘာမှမရှိတော့ဘူးဟုတ်လားအဲ့တော့သူတို့လောကမှာအသက်ရှင်နေတယ်ဆိုတာသူတို့အတွက်ရှင်းနေတာမဟုတ်တော့ဘူးလို့ဘုန်းဘုန်းကတော့အဲ့လိုခံစားရတယ်ဟုတ်လားလူတွေကိုအသိဉာဏ်ရအောင်လူတွေငြိမ်းချမ်းအောင်ချမ်းသာအောင်မေတ္တာတွေပေးမယ်အသိဉာဏ်တွေပေးမယ်ဆိုတဲ့စိတ်နဲ့ပဲရှင်းသန်းနေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်နေရာနေရလို့မှလည်းပဲသူတို့မှဘာမှထူးခြားမှာမဟုတ်ဘူးအဲ့တော့အဆင်ပြေသလိုပဲနေကြတာပေါ့ဟုတ်လားအဲ့လိုနေရင်းနဲ့ဒီနေ့တော့အဲ့ဒီသူတို့နေတဲ့လှိုင်းကူကြီးကမွေစိုးတွေအလွန်ပေါ်တယ်ကြောက်ကြားတယ်မှာမွေလေးတွေကလည်းနေကြတယ်အဲ့လိုနေရင်းနဲ့အဲ့ဒီလှိုင်းကူကြီးထဲမှာဒီရှင်ဥပသေနကဒီသင်္ကန်းကိုပခုံးတစ်ဖက်ဖော်ပြီးတော့ပေါ့ပါပေါ့နော်နေလေနေခင်းမှာသင်္ကန်းချုပ်ပြီးတော့သူနေတာအဲ့လိုသင်္ကန်းချုပ်နေတော့မှအပေါ်ကနေမွေလေးနှစ်ကောင်ကဆော်ရင်းနဲ့သူ့ရဲ့ပခုံးပေါ်ကိုလိမ့်ကြလာမွေကလည်းဘလောက်တောင်ကြောက်စရာကောင်းတော့ဆိုတော့ထိတာနဲ့အစိတ်တက်တဲ့မွေမျိုးတဲ့ကြိုက်တာမဟုတ်ဘူးနော်ထိတာနဲ့တောင်စိတ်တက်တကူလုံးအစိတ်တည်နေမှာပါဟုတ်လားဒါထိတာနဲ့စိတ်တက်တယ်ဆိုတော့ပြင်းပြင်းဆိုတော့စိတ်တက်တခါတည်းတက်လာတဲ့ခါကျတော့ယဟန္တာမထေရမြတ်ကြီးဆိုတော့သိတာပေါ့ဟာဒါပြင်လို့ရတဲ့ပျက်စီးမှုမဟုတ်ဘူးဆိုတာသိတယ်ခဏနေဒီဥစ္စာကြီးကအကုန်လုံးဖျို့ဖျဲပြက်သွားတော့မှာဆိုတော့သိတယ်ဒီအစိတ်ကတကူလုံးရှိတဲ့သွေးတွေကိုဖျက်ဆီးပြီးတော့အာယုံကြောတွေအကုန်ဖျက်ဆီးပြီးတော့အကုန်လုံးကိုဖျက်ဆီးပြစ်တော့မှာဆိုတာသိတယ်သိတဲ့အခါကျတော့ तू ကဒီကူကြီးထဲမှာပျက်စီးသွားလို့ရှိရင်ဒီယဟန်တွေအလုတ်ရှုပ်လိုက်မယ်လူတွေနေတဲ့နေရာပျက်စီးသွားတာပေါ့ဒါကြောင့်ပြင်ဘက်ကို तू ကထုတ်စေခြင်းတယ်အဲ့ဒါနဲ့ရုတ်တရက်ဖလားသမတ်ဝင်စားပြီးတော့ဒီခန္ဓာကိုယ်ကူပြင်မဲ့မရောက်ခင်မှာမပျက်စီးပါစေတည်းလို့နော်တရားရဲ့အစွမ်းကလည်းအာဟောစရာကောင်းတယ်နော်ဒါပေမဲ့လို့အမြဲတမ်းကြီးတရားကြီးကမပြည့်အောင်တော့ဘာမှမလုပ်နိုင်ဟုတ်လားဘယ်ရာနဲ့မှလုပ်လို့မရအဲ့ဒါလိုလေးအဋ္ဌံလိုက်တဲ့အခါကျတော့အခိုက်အတန့်ဒါကိုမလုပ်ထားတော့တားဆီးထားတာပေါ့နော်အဲ့လိုတားဆီးထားပြီးတော့ယဟန်တွေကိုပြောတယ်ငါရှင်တို့ငါခန္ဓာကိုယ်ကြီးကဟောဒီကိုယ်ထဲမှာနော်ဟိုဖွဲပြားတွေလို့တစားစီတမွစီပြိုကွဲမသွားသေးခင်မှာဒီခန္ဓာကိုယ်ကြီးကိုညောင်ဆောင်မို့မတင်ပြီးတော့ဂူပြင်ဘက်ကိုထုတ်လိုက်လို့ခိုင်းသူ့ကိုယ်သူတော်မှညောင်ဆောင်မို့မတက်နိုင်တော့ဓာကြီးမပြစ်အောင်ပဲသူဖလားသမပတ်နဲ့အဘိညာဉ်တရားတွေနဲ့တမာတိတရားတွေပညာတွေတရားတွေနဲ့ဘောက်ထောင်ထိန်းထားတာအဲ့လိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကရုတ်တရက်အံ့ဩသွားတာပေါ့နော်ဟာကြည့်ရတာဘာမှလည်းဖြစ်တာလည်းမမြင်ရဘူးပေါ့နော်ဒါဟုတ်ပဲငါခန္ဓာကိုယ်ကြီးဟာနှဖွဲပြားတွေလို့တ
တမောသည်တဝသည်တခါတည်းပြိုကွဲမသွားသေးခင်မှာပြင်းမဲ့ထုတ်ကြလို့ပြောနေတာဘာကြောင့်အဲ့လိုပြောတာတော့အဲ့ဒါနဲ့မေးတဲ့အခါကျတော့ तू ရှင်းပြတယ်နော်မွေဆိုး तू ပေါ်ပြုတ်ကြလာလို့ပြက်တော့မယ်ပေါ့ဒီခန္ဓာကိုယ်ဟာအဲ့လိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကဒါနောက်လာနောက်သားတွေအတွက်အလုပ်လုပ်တယ်လို့ဘုံဘုံကတော့ထင်ပါတယ်ငါရှင်တဲ့တင့်ကိုကြည့်ရတာအိမ်လေးပြက်တာတခုမှမရှိဘူးကြည်လင်းနေတယ်ပေါ့မျက်လုံးကလည်းမျက်လုံးတိုင်းကြည်ကြည်လင်းလင်းပဲနော်အသားရည်ကလည်းကြည်ကြည်လင်းလင်းပဲဘာမှပြက်စီးနေတာကိုဟိုဖောက်ပြန်နေတာကိုမတွေ့ရဘူးပေါ့နော်ဒီလိုအနေအထားမျိုးကိုနော်ခဏနေရင်ဒီခန္ဓာကိုယ်ကြီးပြည့်စည်တော့မယ်လို့သိနေတဲ့လူတယောက်ဟာဘာကြောင့်ဒီလိုနေနိုင်တာတော့နော်သိချင်းတရားကိုသူဘလို့မှကိုမဖြုံတဲ့သဘောမတုံလှုပ်တဲ့သဘောတုံလှုပ်ကြောင်းတရားတွေလည်းအကုန်ပယ်ပြီးသားဆိုတော့ဒါသူကပဂရိအတိုင်းကြည်လင်အေးချမ်းနေတယ်ပေါ့နော်ဘလို့အားကြစရာကောင်းတော့ဟုတ်လားဘာကြောင့်အဲ့ဒီလိုဖြစ်ရတာတော့လို့မေးတဲ့အခါကျတော့ तू ဘာပြောတော့ဆိုတော့အဲ့ဒီထဲမှာတော့ तू ကအတွင်းအာယတနာ6ပါးနဲ့ကင်ပြီးတော့ပြောတယ်နော်ဘုံဘုံတို့ခန္ဓာကိုယ်ကြီးကိုနားလည်အောင်ကြိုးစားတဲ့နေရာမှာနော်ရှုတော်မျိုးစုံကနေပြီးတော့မြတ်စွာဘုရားသင်ပေးတယ်နော်ယုံနံဆိုပြီးတော့တိတတ်တဲ့သဘောမတိတတ်တဲ့သဘောနော်ဒီလိုနှစ်စုစုပြီးတော့သင်ပေးတာရှိတယ်နောက်ခန္ဓာ5ပါးဆိုပြီးတော့ယုတ်အစုကိုတစုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတော့နာမ်ကို4စု5စုစုပြီးတော့သင်ပေးတာနားလည်အောင်ရှင်းပြတာတွေရှိတယ်အခုပြောမှာပါဆို6စုစုပြီးတော့ရှင်းပြမှာနော်6စုကဘာတုံးဆိုတော့မျက်စိနာနာလျှာကိုယ်စိတ်ဟုတ်လားမျက်စိနာနာလျှာကိုယ်စိတ်ယုတ်က5မျိုးတောင်ဖြစ်သွားတယ်နော်ခန္ဓာ5ပါးမှာတော့ကယုတ်က1မျိုးတည်းနာက4မျိုးခွဲပြီးတော့ပြောတာဟုတ်လားခုဒီခန္ဓာကိုယ်ကြီးကို1မျိုးပြန်ရှင်းပြတဲ့အခါကျတော့သူအကြည်တဲ့6ပါးလို့ခေါ်တယ်သူကလည်းအယံတဘာဝကြတယ်နားလေစရာအလွန်ကောင်းတယ်အဓိပ္ပာယ်လည်းအလွန်ရှိတယ်မျက်စိကဘာလို့ဆိုတော့ဒီအယောင်တွေကိုသူဖမ်းယူနိုင်လောက်အောင်ကြည်တဲ့ပတာရလို့သုံးတယ်နော်ကြည်လင်မှုပေါ့အဲ့ဒီအယောင်နဲ့ဒီမျက်စိအကြည်ရုပ်ကကျန်တဲ့ရုပ်နဲ့မတူဘူးဒီအယောင်ရုပ်နဲ့ဒီမျက်စိပတာရရုပ်နဲ့တွေ့လိုက်တာနဲ့ဝိညာဏတ္တဖြစ်ပေါ်လာတယ်နော်မှန်တဲ့ဒီဘက်ကအယောင်နဲ့ထင်လာတယ်အရေးဟာထင်းလာတယ်ဒါဥမာလေးတစ်ခုပေါ့နော်စောင်းကြိုးလေးကိုလက်နဲ့ခတ်လိုက်တယ်အတန်ဟာထွက်လာတယ်အဲ့လိုပဲမျက်စိအကြည်လေးနဲ့အယောင်နဲ့တွေ့လိုက်တယ်မြင်သိစိတ်ကလေးဒါအယောင်ပဲဆိုတာကိုဘာပဲဆိုတာကိုအယောင်ပဲသိတာပါလေစားတော့ဟုတ်လားပြီးတော့မှစိတ်ထဲကဒီအတွင်းထဲမှာအလုတ်လုတ်ပြီးတော့ဒါလူပဲဒါလူမယောက်ျားပဲမိန်းမပဲသီလရှင်ပဲမျက်စိကမြင်တာအယောင်ပဲမြင်တာဝါဝါလေးပဲမြင်တာမျက်စိကသီလရှင်လို့မသိဘူးဟုတ်လားသီလရှင်လို့လှုပ်လိုက်တာဘယ်သူကလှုပ်လိုက်တာတော့အတွင်းထဲကစိတ်ကလှုပ်တာပေါ့နော်ဒါလေးကိုလည်းကွဲပြားနားလေရမယ်ဟုတ်လားအလုတ်လုတ်ပုံပေါ့ဟုတ်လားအဲ့လိုပဲနားဆိုရင်နားပါတော့အတန်ပဲကြားတာဘယ်သူအတန်ဘဝအတန်ငါ့ကိုကောင်းတာတွေပြောတာဆိုးတာတွေပြောတာဆိုတာစိတ်ကလှုပ်တာသူကဟုတ်လားသူကြောင့်သူအင်္ဂလိပ်တယောက်ကစကားလာပြောတယ်ဘုံဘုံဆိုရင်ဒါအတန်ပဲကြားမှာဘာတွေပြောနေလို့ပဲသိမှာတော့ရှင်းလားဘုံပြောတာဘာပြောတာလို့သိတာကဘယ်သူကသိတာတော့စိတ်ထဲကသိတာပေါ့နော်အဲ့တော့ခန္ဓာအိမ်ကြီးကိုအကြည်တဲ့6ပါးနဲ့ဖွဲ့စည်းတည်ဆောက်တာတဲ့မျက်စိရယ်နားရယ်နှာခေါင်းရယ်လျှာရယ်ကိုယ်ရယ်ပြီးတော့ဗါတော့စိတ်ရယ်ဟုတ်လားအဲ့မှာရုပ်ပတာရ5ခုဟာအာယုံကိုသူဘာလုပ်နိုင်တယ်အာယုံကိုခံယူပြီးတော့ဝိညာဏဓာတ်တွေကိုပေါက်ဖွားစေမှာသူကဟုတ်လားဒါကြောင့်တဖြည်းဖြည်းနဲ့စက်ယုတ်ကြီးတရုပ်လိုပဲခန္ဓာကိုယ်ပုဂ္ဂိုလ်တ attva သဘောမပါဘူးဆိုတဲ့အမြင်နဲ့မြင်ကြည့်လိုက်ဟာ तू ဟိုနာအတိဓာတ်တွေထွက်လိုက်ဒီနာအတိဓာတ်တွေထွက်လိုက်အတိဓာတ်တွေထွက်နေအတိဓာတ်ကိုပါဠိလိုဘယ်လိုခေါ်တော့ဝိညာဏဓာတ်ပေါ့နော်တစ်ချက်တောက်လျှောက်အလုပ်လုပ်တဲ့ထဲထဲကနေပြီးတော့တင်ညာကောင်းဆောင်ပြီးတော့လုပ်မယ်လို့ထင်ပါတယ်ကိုယ်ငုံကမှတ်ထားတာလေးနဲ့ပတ်သက်ပြီးတော့ဟုတ်လားဒါပါစုပဲပဲဘာပဲညာပဲအဲ့လိုဆိုရင်ငါဘယ်လိုပြန်လုပ်မယ်ဟိုလိုလုပ်မယ်ဒီလိုလုပ်မယ်ရှုပ်ထွေးနေမို့စိတ်ထဲမှာဟုတ်လားအခုဒီရှင်ဥပဒေနာက तू ဘာကြောင့်ပျက်စီးကနေလေးမှာကြည်ကြည်လင်လင်ချမ်းသာအိမ်ဒီမပြတ်ဖဲနဲ့မဆင်းရဲပဲနဲ့နေနိုင်တာတော့အဲ့ဒီနေနိုင်ခြင်းရဲ့အကြောင်းတရားကို तू ကဘာကိုကင်ပြောအောင်ဆိုတော့အခုပြောတဲ့အာယတနာ6ပါးကိုကင်ပြောတယ်နော်အကြည်ဓာတ်6မျိုးလည်းဘုံဘုံပြောလိုက်တယ်အာယတနာ6မျိုးလို့လည်းခုပြောလိုက်တယ်အာယတနာဆိုတာအာယုန်ရဲ့တီယာကိုအာယတနာလို့ခေါ်တယ်နော်မျက်စိဆိုလို့ရှိရင်အယောင်ရဲ့တီယာဟုတ်လားအဲ့တော့ဘုန်းတို့ဒီအာယတနာ6ပါး तू အတွင်းအာယတနာ6ပါးရှိတယ်အပြင်အာယတနာ6ပါးရှိတယ်အစ္ဆတိကာယတနာဘာဟိရာယတနာလို့အဲ့လိုလေးသုံးတယ်ဒီလိုပါဠိလေးတွေကိုနားထဲကိုရင်းနှီးအောင်လုပ်နော်ဒါတကယ်လက်တွေ့ဘဝမှာကိုဖြတ်သန်းနေတဲ့အခြေအနေတွေပါပဲဒါတွေကိုနားလည်ခြင်းဟာတကယ်ပညာရှိတယောက်ဖြစ်စေလိမ့်မယ်ပေါ့ဟုတ်လားဒါကြောင့်ခန္ဓာအိမ်ကိုဘယ်လိုတည်ဆောက်တာတော့အတွင်းအာယတနာ6ပါးနဲ့တည်ဆောက်ထားတယ်
ပြင်မပတ်ဝန်းကျင်လောကကြီးဟာဘာတွေတုံးဆိုတော့ခုနပြောတဲ့အာယုံ6ပါးပေါ့ဟုတ်တယ်မဟုတ်လားအကြောင်းတွေရှိမယ်အတန်တွေရှိမယ်အနတ်တွေရှိမယ်ရတာတွေရှိမယ်နောက်တွေ့ထိမှုကိုဖြစ်စေတဲ့နောက်တက်ကြီးတွေရှိမယ်ပေါ့ဓာတ်တဘာဝတွေရှိမယ်ဟုတ်လားဒီအာယတနာ12ပါးကိုလည်းပဲတော့ကြည်ကြည်ပြန့်ပြန့်နားလေသင့်တယ်ပေါ့မြတ်စွာဘုရားကဒီအာယတနာ12ပါးနဲ့ကိုင်ပြီးတော့တဘာဝတရားတွေအကြောင်းကိုနားလေအောင်ရှင်းပြတဲ့သုတ်တန်တွေအများကြီးရှိတယ်ဟုတ်လားဘုန်းတို့အလွန်ထင်ရှားပါတယ်နော်ဓာတုခန္ဓာမှာသုတ်တန်ဆိုလို့ရှိရင်ဒီအာယတနာ12ပါးကိုပဲအတွင်းအာယတနာ6ပါးအပြင်အာယတနာ6ပါးနောက်တိတုံးကြီးမျောသွားတာပင်လယ်ကိုမရောက်ဖို့အန္တရာယ်ပေးမဲ့အချက်8ချက်ဒါဒီတရားစက္ကန့်မှာဘုံဟောမယ်လို့တော့စဉ်းစားထားပါတယ်ဟုတ်လားဒီဘက်ကန်းကိုတင်တယ်ဟိုဘက်ကန်းကိုတင်တယ်ဆိုတာအဲ့ဒါဒီအာယုန်တွေကိုပြောတာဒီအာယတနာတွေကိုပြောတာဟုတ်လားအများကြီးပဲရှင်းပြတာဒီအာယတနာ6ပါးနဲ့ဒီအာယတနာ12ပါးနဲ့ပတ်သက်ပြီးတော့နားလေစရာအလွန်ကောင်းတဲ့သုတ်တန်တစ်ပုဒ်ကတော့သမုဒ္ဒသုတ်တန်ဆိုပြီးတော့သမုဒ္ဒရာကြီးတွေနဲ့နှိုင်းပြီးတော့ဟောတဲ့သုတ်တန်တွေဆိုအလွန်နားလေထားစရာကောင်းတယ်အလွန်ကြိုက်တယ်ဘုံဘအဲ့ဒီသုတ်တန်တွေထားတော့နော်အခုရှင်ဥပဒေနာကသူ့ရဲ့ဒီမြင့်မြတ်တဲ့အည်အသွေးတွေဘာကြောင့်ရခဲ့တယ်လဲဆိုတာကိုသူဒီအာယတနာ6ပါးနဲ့ကင်ပြီးတော့ပြောမှာဘယ်လိုပြောတာတော့နော်အဟံစက္ခုမမစက္ခုတဲ့မျက်စိဟာငါပဲမျက်စိဟာငါဥစ္စာပဲလို့မှားယွင်းတဲ့ဆွဲလန်းမှတ်ထင်မှုတွေကိုငါအလွန်ဝေးกว่าရှေးကာလကစပြီးတော့ငါအမြင့်ပြတ်ပယ်ပြီးမရှိတော့ဘူးတဲ့ဟုတ်လားအဲ့ဒီတဏှာနဲ့ဒိဋ္ဌိသူ့ဒီမှာမရှိတော့ဘူးတဲ့နော်အဟံစက္ခုမမစက္ခုဟုတ်လားမျက်စိဟာငါပဲမျက်စိဟာငါဥစ္စာပဲကျုပ်တို့မှာအဲ့ဒီနှစ်ခုလုံးရှိနေနော်ငါလို့ထင်တဲ့အခါထင်တယ်ငါဥစ္စာလို့ထင်တဲ့အခါထင်တယ်မျက်စိထိဟာငါဘယ်လိုဖြစ်သွားလဲမသိဘူးတခါလေးကြောက်လဲဘယ်လိုပြောတော့ငါမျက်စိလေးဘယ်လိုဖြစ်သွားလဲမသိဘူးဟုတ်လားမျက်စိနဲ့ငါနဲ့တပေါင်းနဲ့တွဲပြီးတော့ပြောတာလည်းရှိတယ်မျက်စိနဲ့ငါနဲ့ကိုမျက်စိကတခြားဒါပေမဲ့ငါဟာဆိုပြီးတော့သူအဲ့လိုတွဲတာနော်အဲ့လိုပဲနားဟာငါပဲနားဟာငါဥစ္စာပဲလို့မှတ်ထင်မှုသူမှမရှိဘူးနော်မျက်စိနားနာလျှာကိုယ်စိတ်6ခုစလုံးအဲ့ဒါတွေရဲ့အပေါ်မှာငါလို့ထင်မှုငါဥစ္စာလို့ထင်မှုဒီမှားယွင်းတဲ့မှတ်တွင်မှုတွေမရှိတဲ့အတွက်ကြောင့်ဒါတွေသူ့သဘောသူ့လမ်းကြောင်းသူ့သွားသူ့ပျက်စီးခြင်းကြလို့ပျက်စီးသွားတာပျက်စီးဖို့အကြောင်းတွေနော်ဖမ်းလာပြီနော်ဖြစ်ဖို့အကြောင်းတရားတွေကုန်သွားတော့ပြက်တာပေါ့ဟုတ်လားဖြစ်နေတာကွာစားကိုဖြစ်သိခြင်းလို့ဖြစ်တာမှမဟုတ်တာဖြစ်နေတာကွာစားဖြစ်เสียအကြောင်းတရားတွေကြောင့်ဖြစ်နေတာကျုပ်တို့ကဖြစ်အောင်လဲကိုလှုပ်ထားတယ်ထင်နေတာဖြစ်နေတာလဲကိုလို့ကိုထင်နေတာအဲ့ဒီမှာအကုန်လုံးလုံးချလဲလိုက်ပြီးတော့ဘလို့မှစိတ်ကမရှင်းနိုင်ဘူးနော်အဲ့ဒါတွေကိုရှင်းနိုင်အောင်တဖြည်းဖြည်းနဲ့ဘာလို့ရမှာတော့ကြိုးစားတာတဖြည်းဖြည်းနဲ့ကြိုးစားမှရမှာနော်ဒီလောက်မှားထားတဲ့အမှားကြီးကိုရုပ်တရက်ရဖို့ဆိုတဲ့ဥစ္စာတော့နော်အများစုမှာမျှော်လင့်လို့မရနိုင်ဘူးလို့ဘုံဘုံထင်ပါတယ်ဟုတ်လားအဲ့တော့သူဘာကြောင့်တီတီငြိမ်ငြိမ်နေနိုင်တာတော့မျက်စိနာနာလျှာကိုစိတ်ကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှားယွင်းတဲ့ဆွဲလန်းမှတ်ထင်မှုကိုနော်အလွန်ဝေးတဲ့ရှေးကာလသူရဟန္တာဖြစ်ပြီးတဲ့ကစပေါ့နော်ဒါကိုသူအမြင့်ပြတ်ပေးရှားထားတယ်တဲ့အဲ့တော့ကျွတ်တော့ဒီစကလုံးလေးတွေဟာညံကိုအလွန်တရာမှပွင့်စေလိမ့်မယ်လင်းစေလိမ့်မယ်နော်ငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကဆိုတဲ့အမြင်ကိုနော်ရှင်းအောင်တခါတလေရှေ့ကနေကြိုးပြီးတော့မြင်ထားရင်လည်းကောင်းတတ်တယ်နော်ဟုတ်လားနားမလဲသေးလေဆိုးသားဆိုးနေဟုတ်လားမြင်ရပြီဆိုရင်လည်းငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကနော်မင်းကွန်းဆိုတော်ဘုရားကြီးတခါမယ်သွား6ချောင်းနှုတ်ရတာတဲ့နှုတ်ရတော့နော်ဆေးတွေကအချင်းချင်းပြဿနာတက်ပြီးတော့ဆရာတော်ကြီးကတော်တော်ကိုကျမ်းမာရေးထိသွားအဲ့လိုကျမ်းမာရေးထိသွားတော့အဲ့ရတဲ့လဲတယ်ဗောနော်အဲ့လိုအဲ့ရတဲ့လဲရင်းနဲ့အိပ်ပျော်နေသလိုလိုနိုးသလိုလိုအိမ်မက်လိုလိုဘာလိုလိုနဲ့အဲ့ဒါသူ့စိတ်ထဲမှာသူ့နားထဲမှာကြားရတယ်တဲ့နော်နောက်ထပ်အသက်က2နာရီပဲရှင်တော့မှာလို့ကြားရတယ်တဲ့တော်တော်ကြောက်စရာကောင်းတယ်နော်နော်ဇီဝိတတန်နဲ့2နာရီပဲကြံတော့တယ်လို့ပြောတယ်ကြားအဲ့တော့ဆရာတော်ကြီးကကြောက်မသွားဘူးတဲ့သူကိုယ်တိုင်ဟောထားတာကြောက်မသွားဘူးတဲ့အဲ့တော့စိတ်ထဲမှာအော်လောကကြီးကတန်ဖိုးမဲ့လာကြီးလားလောကကြီးကတန်ဖိုးမဲ့လာကြီးလားလို့2ခါထပ်ပြီးတော့ညီးလိုက်တယ်တဲ့ဟောကိုအဟုတ်ထင်တယ်ကတော့တကယ်ပြတ်တော့မယ်ဆိုတော့မှပဲကျွတ်တူကတန်ဖိုးမဲ့ပုံမဲ့မှန်သိရမှာနော်လောကကြီးကဘာလဲတော့တန်ဖိုးမဲ့လာကြီးလားတုံညလောကကြီးလို့သူအဲ့လိုစိတ်ထဲမှာညီးတွားမိတယ်တဲ့အဲ့လိုညီးတွားရင်းနဲ့စိတ်ကကြည်ကြည်လင်လင်မဲ့တယ်အဲ့လိုဆိုရင်ခဏနေသေးတော့မယ်ဆိုရင်ငါဘာလို့အားကိုးမှာတော့ဘာအားကိုးပြီးတော့တေးရမှာတော့လို့သူကသူစဉ်းစားလိုက်တဲ့အခါမှာပညာလို့နှစ်ဆင့်ထပ်ပြီးတော့ကြားတယ်တဲ့ပညာဆိုတာအမှန်သိတာပဲလေဟုတ်တယ်မဟုတ်လား
ခုမျက်စိနာနာလျာကိုယ်စိတ်ဆိုတာတကယ်တမ်းငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးဘယ်သူဟာမှလည်းမဟုတ်ဘူးဘယ်သူလှုပ်ထားတာမှလည်းမဟုတ်ဘူးသူရှိရဖြစ်เสียအကြောင်းရှိလို့ဖြစ်ပေါ်နေတဲ့သဘာဝတရားတတ်တတ်တွေပဲတကယ်တမ်းကအဲ့ဒါကိုအမှန်သိရင်ဘာခေါ်တော့ပညာကျွတ်တော့အဲ့ဒါကိုသိလားမသိသေးဘူးဒါပေမဲ့ရသော်ဘုရားရဲ့ကျေးဇူးကြောင့်မှန်မှန်ကန်ကန်တော့ကြားဘူးနေပြီကြားဘူးနေတာတွေတန်ဖိုးထားရမှာနော်ဒါဘာခေါ်တော့သုတမယဉာဏ်ပေါ့နော်အထိုက်လျောက်ဒီဥစ္စာကိုလက်တွေ့စူးစမ်းတယ်ဟုတ်လားလေ့လာကြည့်တယ်စိတ်ဓာမယဉာဏ်တွေအသုံးချနေတာဘာမရှိဘူးလားရှိတယ်ဟုတ်လားထိုက်တလောက်တော့နားလေတယ်ဒါပေမဲ့နားလေမှုကထပ်ပြီးတော့နားလေဖို့လိုနေသေးတယ်အဲ့ဒါလိုဉာဏ်မျိုးကိုဘာလို့ခေါ်တော့အနုဘောဓဉာဏ်လို့ခေါ်တယ်ထပ်ပြီးတော့လိုသေးတဲ့အတိဉာဏ်မပြည့်စုံသေးတဲ့အတိဉာဏ်ပฏิဝေဒဉာဏ်ဆိုတာပြည့်စုံသွားထွန်းဖောက်ပြီးတော့သိသွားဘာမှထောက်တမလိုတော့ဘူးအဲ့ဒါမဲ့ဉာဏ်ပုံဉာဏ်တွေကိုပြောတာဟုတ်လားအခုဘုန်းဘုန်းတို့ကအဲ့ဒီဉာဏ်မျိုးမရသေးဘူးထပ်ပြီးတော့ဖြည့်ရအောင်မယ်ရှိတော့ရှိနေပြီဒါပေမဲ့မပြည့်စုံနေဘူးပေါ့နော်ဟိုထိုက်တလောက်တော့လင်းနေတယ်ဒါပေမဲ့တက်တက်ကွဲကွဲမြင်လောက်အောင်လင်းနေတာမျိုးမဟုတ်သေးဘူးဒါဘုံဘစိတ်ထဲပေါ်တဲ့ဥမာလေးတွေကိုပြောနေတာပါဟုတ်လားနော်ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်ပညာအမှန်သိတဲ့ပညာငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ်ပါတကားဒါတွေကတရားသဘောတွေနော်တရားသဘောတွေလို့ပြောတော့တရားဆိုရင်မြင့်မြတ်တာလို့ကြီးစိတ်ကထင်နေမှလဲစိုးရသေးတယ်ဒီနေရာမှာရည်ရွယ်တဲ့တရားဆိုတာတဘာဝတရားကိုရည်ရွယ်တာဟုတ်လားပူတယ်အေးတယ်သူမြင့်မြတ်တာလည်းမဟုတ်ယုံညံ့တာလည်းမဟုတ်သူဖြစ်နေတဲ့သဘာဝတရားကိုရည်ညွှန်းတာဟုတ်လားတရားဆိုတာကအဓိပ္ပာယ်နှစ်မျိုးရှိရနော်အကျဉ်းများပြီဟုတ်လားတကယ်မြင့်မြတ်တဲ့မတရားဖို့တရားသီလသမာဓိပညာဒါလည်းပါတော့တရားပဲဟုတ်တယ်မဟုတ်လားကုသလဓမ္မအကုသလဓမ္မဟောဓမ္မဆိုတဲ့စကားလုံးလေးနဲ့တွဲသုံးတယ်နော်ကုသိုလ်မှဓမ္မမဟုတ်ဘူးအကုသိုလ်လည်းဓမ္မလို့တွဲသုံးတယ်အဲ့ဒီဓမ္မကမြင့်မြတ်မှုကိုရည်ညွှန်းတဲ့စကားလုံးမဟုတ်ဘူးတဘာဝကိုရည်ညွှန်းတဲ့စကားသဘောပေါက်လားအခုဒီနေရာမှာဗာပြောတော့ငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမျှမဟုတ်ကြသည်ဓမ္မတတ်ပါတကားဒီနေရာမှာပြောတဲ့ဓမ္မကလောကုတ္တရာတရားဓမ္မတွေကိုရည်ရွယ်တာမဟုတ်ဘူးနော်သဘာဝလေးတွေသဘောတရားတွေလို့ပြောချင်တာငါလည်းမဟုတ်တဲ့ငါဥစ္စာလည်းမဟုတ်တဲ့ဘယ်သူဟာမှမဟုတ်တဲ့တက်သူ့ဟာသူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတွေလို့ပြောချင်တာအဲ့ဒါကိုမြင်ရင်သောသောငါဥစ္စာဆိုတဲ့အမြင်ဟာအားနေသွားမှာပဲနော်ယုံ nant ကိုယုံ nant လို့မြင်ရင်ပုဂ္ဂိုလ်တ attva လို့မြင်တဲ့အမြင်ဟာအလိုလိုအားနေမှာပဲနော်ဟုတ်လားဒါကြောင့်မြင်ရတာပဲဖြစ်ဖြစ်ကြားရတာပဲဖြစ်ဖြစ်နားစားတော့တွေ့ရထိရတွေ့ရကြံရဒါမှမဟုတ်စိတ်ဆင်းရဲစိတ်ချမ်းသာဘာပဲဖြစ်ဖြစ်တွေ့ကြုံသမျှအတွေ့အကြုံဖြစ်နေသမျှအဖြစ်ပြက်အားလုံးကိုဘာနဲ့သုံးသပ်နိုင်ရင်အလွန်ကောင်းမလို့ပညာနဲ့သုံးသပ်နိုင်ရင်အလွန်ကောင်းပဲဘယ်လိုသုံးသပ်မလို့ငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ်ပါတကားအဲ့လိုသုံးသပ်ရင်းနဲ့တရားအထုတ်ရရောက်နေတယ်နော်အဲ့ဒါဆရာတော်ကြီးကသူကပညာလွန်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ तू အဲ့ဒါမျိုးကိုသဘောကျတာလို့အဲ့ဒီတည်းမှာလဲဖွင့်ဟပြီးပြောတယ် तू ကဒီစပင်စကကမ္မထံခေါ်တာပေါ့ရှင်ရာဟုလာကိုမြတ်စွာဘုရားဟောခဲ့တဲ့တရားနော်ဒီမျက်စိနာနဲ့လျှာကိုစိတ်အာယတနာတွေနဲ့ကင်ပြီးတော့ဟောတာဒါဟာမြဲလားမမြဲဘူးမမြဲဘူးဆိုရင်ကောင်းလားဆိုလားအကောင်းမဟုတ်ဘူးမြဲလည်းမမြဲမကောင်းတဲ့တရားတွေကိုငါလို့လှုပ်တဲ့လားငါဥစ္စာလို့လှုပ်တဲ့လားမလှုပ်တဲ့ဘူးအဲ့ဒီမှာနေတံမမနေသောဟမသမီနမေသောအတ္တဒါဟာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးတဘာဝတရားတွေလို့အဲ့လိုယထာဘုဒ္ဓံတမပညာယဓဋ္ဌဗံအမှားတို့နေတိုင်းရွတ်နေတာဟုတ်လားဧဝမေတံယထာဘုဒ္ဓံတမပညာယဓဋ္ဌဗံဒါပါတော့မှန်ကန်တဲ့တဘာဝကြတဲ့အမြင်တွေပညာရဲ့စကလုံးတွေပဲဟုတ်တယ်မဟုတ်လားဘယ်ကနေစကားတွေထွက်သွားတော့ရှင်ဥပဒေနာနော်ခန္ဓာကိုယ်ကြီးကခဏနေပြည့်စည်တော့မယ်ဒါပေမဲ့ तू ကဘယ်လိုဖြစ်နေတော့တီတီငြိမ်ငြိမ်အေးစီဘာမှပုံပြက်ပန်းပြက်မရှိဘူးစိတ်တွေပြည့်စည်တာလည်းမရှိဘူးစိတ်ပြက်တာလည်းမရှိဘူးအေးဆေးဆေးလေဟုတ်လားဘာကြောင့်အဲ့လိုဖြစ်တာတုံးလို့မေးတော့ဒီမျက်စိနာတာလျှာကိုစိတ်ကိုငါပဲငါဥစ္စာပဲလို့မှားယွင်းတဲ့ဆွဲလမ်းမှတ်ထင်မှုတွေသူမှမရှိတော့ဘူးဒါကြောင့်မို့လို့ဒါတွေပြည့်စည်တဲ့အခါမှာသူဘာမှဆင်းရဲမှုမဖြစ်ဘူးလို့ပြောခဲ့တာအဲ့ဒါဘုံဘုံတို့တရားဓမ္မတို့အားကြဖို့အကြောင်းအရာလေးတွေပေါ့ဟုတ်လားဒါကသေဆုံးခြင်းနဲ့တွေ့လာလို့ရှိရင်ဘယ်သူကကိုယ့်ကိုအစဉ်ပြေစေမဲ့အရာလဲဆိုတာကိုတက်တက်ကွယ်ကွယ်နားလဲပေါ့ဟုတ်လားလူတွေကတော့ဘယ်လိုပြောတော့ဥဇာမင်းသားလေးတော့ရှားမှာဟုတ်လားမတ်တက်စာတော့ရှိပြီတုံးလုံးစာလေးတော့ရှားမှာလူတွေကပိုက်ဆံမဲ့အာကိုနဲ့ဟုတ်လားပိုက်ဆံအာကိုရမဲ့အပိုင်းရှိတယ်လို့အာကိုလို့မရတဲ့အပိုင်းတွေလည်းရှိတယ်ဆိုတာကိုနားလည်ထားနော်ဟုတ်တယ်ဆေးတွေဘာတွေဝယ်ဖို့ဆေးရုံတွေဘာတွေတက်ဖို့ကလည်းပိုက်ဆံရှိမှလေဒါတော့ကတော့ရှင်းပါတယ်ဒါကတော့သိပြီးတော့နားလေကိုခက်တဲ့ကိစ္စမဟုတ်ဘူးနော်
ဒါပေမဲ့အဲ့ဒီရှိရုံပေါ်မှာပဲပတ်စံတွေရှိပြီးတော့နော်အကုန်လုံးဖြည့်ရှင်းဖို့ပြည်လေတဲ့အနေအထားမှာပဲနောက်ထပ်ဖြည့်ရှင်းဖို့မလွယ်တဲ့အလွန်ခက်တဲ့ပြဿနာကြီးကျန်းနေတာကိုမြင်ဖို့မလိုဘူးလားအဲ့ဒါကဘာတော့သေခြင်းကိုရင်မဆိုင်တဲ့ကိစ္စနော်ပျက်စီးမှုကိုရင်မဆိုင်နိုင်ဘူးစိတ်ကဒီနားမှာထစ်နေအောင်ပါပဲနော်ဒါကြောင့်မလို့ဒီကနေ့လက်ပျက်စီးချိန်မှာမငိုရလေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုန်းဘုန်းတို့သူတော်ကောင်းတရားကိုစူးစမ်းအထောက်လေစိတ်ထက်သန်အောင်ဒီအကြောင်းအရာလေးတွေကိုပြောပြပါတယ်ဟုတ်လားပြောကြတာတွေအကုန်လုံးပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်နော်တတိပဋ္ဌာန်တရားကိုအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးအဲ့ဒီ9မျိုးသည်အကျိုးကျေးဇူးဆိုရင်လည်းဟုတ်တယ်တရားအားထုတ်ခြင်းရဲ့ရည်ရွယ်ချက်ဆိုရင်လည်းဟုတ်တယ်ဟုတ်ပြီနော်အခုဘုန်းကဘာထပ်ပြီးတော့ပို့လိုက်တာတော့တွန်းအားနော်တရားအားထုတ်ဖြစ်ဖို့အတွက်ကြီးမားတဲ့တွန်းအားကိုဖြစ်စေတဲ့အရာတွေဆိုရင်လည်းဟုတ်တယ်ဒီ9မျိုးကိုစဉ်းစားလိုက်ရင်အားထုတ်ခြင်းစိတ်ပေါက်လာတာအမှန်ပဲအဲ့ဒီ9မျိုးတွေကမှနော်ပျက်စီးမှုကြုံလာရင်ဘုန်းတို့ပုထုဇဉ်တွေမှာဖြစ်တတ်တဲ့သဘာဝဘာလို့စိုးရင်ခြင်းနဲ့ငိုကြွေးခြင်းချမ်းသာသလားအဲ့ဒီတရားတွေကဘယ်ချမ်းသာမလို့ကြိုက်လားမကြိုက်ဘူးမကြိုက်သည်ဖြစ်စေဆင်းရဲသည်ဖြစ်စေအကြောင်းတွေရှိနေတော့ဖြစ်မှာပဲဟုတ်လားအဲ့ဒါဉာဏ်ပညာမရှိရင်ဖြစ်မှာနော်အဲ့ဒီဟာကိုမဖြစ်အောင်ဉာဏ်ပညာကိုဘုန်းဘုန်းတို့ဘယ်နည်းကိုအသုံးပြုပြီးတော့ရှားမှာတော့တတိပဋ္ဌာန်တရားကိုအသုံးပြုပြီးတော့ရှားမှာအဲ့ဒါပျက်စီးခြင်းဆိုတာကိုဘုန်းဘုန်းပျက်စီးခြင်းကိုဘယ်နှမျိုးပြောတော့ဒီနေ့အဓိကထိခိုက်မှုကိုဖျက်ဆီးနေတဲ့ပျက်စီးခြင်း3မျိုးအတူတူနေမှုရဲ့ပျက်စီးခြင်းကျန်းမာရေးရဲ့ပျက်စီးခြင်းရှင်သန်မှုရဲ့ပျက်စီးခြင်းကွဲကွာခြင်းရဲ့နာခြင်းရဲ့သေခြင်းရဲ့ဖြည့်ရှင်းဖို့ခက်တဲ့ပြဿနာတွေပေါ့ဟုတ်လားအဲ့ဒါတွေကိုမြတ်စွာဘုရားကတော့ဘာကိုအားကိုးပြီးတော့ဖြည့်ရှင်းကြလို့ဆုံးမခဲ့တာတော့တတိပဋ္ဌာန်တရားအားထုတ်ပြီးတော့အဲ့ဒါကိုအားကိုးပြီးတော့ဖြည့်ရှင်းကြလို့တိုက်တွန်းတယ်ဟုတ်လားစုံဒသုတ်တန်ရဲ့ခိလာနာသုတ်တန်ရဲ့ဥပဒေနာမထေမြတ်ရဲ့အကြောင်း3မျိုးပြောပြီးတော့ဘုန်းဘုန်းတို့နော်မှတ်သားစရာနော်အားထုတ်လို့စိတ်ကိုထက်သန်ဖို့တရားလေးတွေကိုပြောပါတယ်ဟုတ်လားဒါကြောင့်ဒီကနေ့ယောဂီတို့ကြိုးစားအားထုတ်ကြရတယ်ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုံညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း